ဆုံးနေပါဗျာချစ်မြတ်နိုးလိုက်တာခမဲတော်ဖျားချစ်မြတ်နိုးလိုက်တာသို့တော်လေအပြစ်တော်တင်မှာစိုးရင်တော့လေမောင်မင်းများရဲ့အပြစ်တော်မတင်အချစ်တော်ဝင်ရောက်မှာတခင်မဗျာခမဲတော်ဖျားထံအခစားမဝင်တာတော်တော်လေးလည်းကြာသွားပြီမောင်မင်းများမှန်ပါဗျာညောင်းသွားပါဗျာအေးအဲ့ဒါတွေအပထားလို့ပြေးနိုင်မှာပြေးရတော်မူလို့တခင်မထွက်တော်မူလာတယ်ဥယျာဉ်တော်မင်္ဂလာတွင်ရောက်ပြန်တော့လေပြေးရတော်မူတယ်မောင်မင်းများရဲ့မှန်လားပါသခင်မဖြောပြေစားမအောင်ဟဲ့ဖြောပြေစားမအောင်ဟဲ့မှန်ပါဗျာအမိန်တော်ကြပြီပြင်းတော်ဖြေကြတဲ့ပြောတော်ဆက်ကြတယ်ငါချင်းစိန်မောင်းလေဖြောက်စိတ်သခင်မပင်တိုင်းနဲ့စံစားနေရတာပြင်းတော်မူလို့ဥယျာဉ်တော်ဆင်းလာတယ်တဲ့အေးဘောကွာအဲ့ဒါပြင်းတော်ဖြေရမင်းနဲ့ငါနဲ့တာဝန်ကြတယ်ကိုစိန်မောင်းရဒါခါတိုင်းလို့ပေါ့ကိုဖြောက်စိတ်ရခါတိုင်းလို့လုပ်နေတာခဏတော့ထူးထူးခြားခြားကြီးမင်းနဲ့ငါနဲ့ပညာဆန်းရအောင်အာမင်းကဘာတွေနဲ့ပညာဆန်းမလို့လဲဒီကနေ့နှလုံးရည်နဲ့သခင်မဖြေပြောမကွာဟောမင်းကနှလုံးရည်တဲ့ကဲနှလုံးရည်ကဘာလို့မှာတော့ရှင်းစကထာဖွက်မဟဲ့စကထာဖွက်မယ်အေးစကထာဖွက်တာတော့ကွာရိုးရိုးတန်းတန်းမတော့ငါမဖွက်ချင်ဘူးမောင်ဘယ်လိုထားမှာတော့တယောက်နဲ့တယောက်မဖော်နိုင်ထောင်းသားမှာမောင်ကဒီလိုဆိုစိန်လိုက်ပါမောင်ကကြားရလားထိန်းတော်ကြီးရဲ့မှန်ပါဗျာစကထာဖွက်မလို့တဲ့စာချုပ်စကားနေပါလားမောင်မင်းများကဓမ္မအသက်သေးထားလို့သခင်မရှိတော့ကျွန်တော်မျိုးများရှင်းစကထာဖွက်ပါဗျာအေးဒီလိုဓမ္မကြီးလည်းကြီးအောင်ပြင်းတော်လည်းပြေးအောင်အေးကောင်းတာဗောဟဲ့ကောင်းတာမင်းကလည်းစိန်လိုက်အေးမင်းကအရင်စဖွက်မလားအေးငါဖွက်တဲ့စကထာမင်းမဖော်နိုင်မင်းကငါထောင်းမယ်အေးပေါ့ငါဖွက်တဲ့စကထာကိုမင်းဖော်နိုင်မင်းကငါထောင်းပြီတော့ပြောစရာမလိုပါဘူးကွာကိုင်းစားစိတ်ပြီးအေးကိုင်းဖွက်ပြီကွာတော့ခွေနေတော့စင်းခေါင်းမှုမင်းကွာဟောမင်းဥစ္စာပေါ်နေတော့ပဲအတော်တော့ခွေနေတော့စင်းခေါင်းမှုမင်းဆိုတာခေါင်းမှုစီကဖော်ပြီးသားကြီးမျိုးဥစ္စာအမေအားလိုက်တဲ့ကောင်အဲ့ဒါပိုးစုပ်လားချီစုပ်လားမေးတာဟောမှန်ပါဒီလိုလားငါကလည်းလူလဲပါကွာဒီမင်းကပိုးစုပ်ဆိုရင်မင်းကချီစုပ်နဲ့ထောင်းမဲ့ကောင်ချီစုပ်ဆိုရင်မင်းကပိုးစုပ်နဲ့ထောင်းမဲ့ကောင်ငါကလည်းခံကြီးခံရင်ကောင်းတာနဲ့မှရွေးခံမယ်ဟေးပိုးစုပ်ကွာအားခဲ့ကွာဟောချီစုပ်ပရိယာချီကွာတော့ကွာချီစုပ်ပရိယာမလီယာမင်းသိနေတာလေကွာမညာဘူးမင်းဟိုထောင်းတန်းဆိုတာကွာကဲဒါဖြင့်အဲ့ဒီပိုးစုပ်ကဟောယောက်ျားလေးရက်တာလားမိန်းမလေးရက်တာလား
မင်းကလေးရက်ထားလားယောက်ျားလေးရက်ထားလား ရှိသေးတာဟုတ်ဖေအပြိုရက်ထားလားအိုးရက်ထားလားဒီလိုလားဟေးငါမင်းလိုပဲဟေးခံချင်းခံရင်ငါအပြိုနဲ့ခံမယ်ဒီကနေတာကြီးမမမှတ်ထားအိုးကွာအိုးကွာဒါကဲကွာအဲ့ဒီအိုးဟာခလေးရှိလားမရှိသေးဘူးလားဟမ်ခလေးရှိလားမရှိသေးဘူးလားကလေးမရှိသေးဘူးကွာဒါကဲကွာရှိပြီအမလေးပြရှိအသားကွာရှိအမလေးရကဲအဲ့ဒီကလေးကယောက်ျားလေးလားမိန်းမလေးလားမိန်းမလေးကွာဒါကဲယောက်ျားလေးကွာယောက်ျားလေးကွာဟုတ်တောင်းတာပဲကွာဟုတ်မယ်ကွာအဲ့ဒီယောက်ျားလေးကကြောင်းထားမလားမထားသေးဘူးလားဒီကြောင်းမထားသေးဘူးကွာလာခဲ့ကွာထားမလေးရထားမလေးရမလေးရတောင်းကြောင်းလားမြောက်ကြောင်းလားလေကွာလူလည်းဒီကွာတောင်းကြောင်းလားငါလဲကွာလူလည်းဒီတောင်းကြောင်းလားတောင်းကြောင်းကွာတောင်းကြောင်းကွာမြောက်ကြောင်းကွာငါ့ဘယ်လာမွေးသေးဘူးလားငါလဲလို့ကိုလူလည်းပြကွာငါလဲကွာဟိုသင်္ကန်းဘယ်လာမွေးသေးဘူးမမွေးသေးဘူးကွာကဲလာခဲ့ဝေးမလေးရဝေးမလေးရဘယ်စာဒီမှာဗျာလုံးဗျာကြီးသားမလားဒီမှာဗျာမှာသားဟိုဒီကသမားကိုရှင်းသွားတယ်မင်းကတို့လိုက်တော့ဗျာကြီးသားဟဲ့ရဖြစ်နေကြတာလားဟဲ့ငါလဲကွာတယောက်နဲ့တယောက်ရဖြစ်နေကြတယ်ဗျာမဗျာ तू ကကျွန်တော်မျိုးအဟုတ်ထောင်းတာဗျာမင်းကငါလဲဘာလို့လူတော့ကွာတယောက်ပညာစားနာကိုဟဲ့နင်ကလေပါဗျာ तू ကအဟုတ်ထောင်းတာဗျာမကြီးမငယ်နဲ့ငိုးမနေစမ်းပါနဲ့ငိုးမနေစမ်းပါနဲ့လှလဲမလှပဲနဲ့နော်လားဘူးဗျာခိုင်းသခင်မကခုတော်လက်တော်သနာမယ်ဟဲ့သနာမယ်ဟဲ့ဝေတာလာပါဗျာအော်ပြောရင်ဆိုရင်မှန်လားပါဗျာခမဲတော်ဗျာတော့ချိတဲ့တော်ဘူးလားဗျာမှန်ပါဗျာသမီးတော်လေးမဲတော်ဗျာဗျာနေလို့ထိုင်လို့ကောင်းရဲ့လားလို့မှန်ပါဗျာဒီကဗျာမြရောက်ပါဗျာဒါရင်900များစွာလို့နဲ့သမီးတစ်ပါးပြောပါစေခြင်းငါကောင်းမွန်သွားထားလို့စိတ်ချမ်းသာရှိရဲ့ဆိုတာအင်မတန်ဝမ်းမြောက်ဝမ်းသာရှိတယ်လို့ကြားလားမှန်ပါဗျာအေးသမီးတော်လေးအပြီးမှဆိုရင်ညောင်တပိနာမြန်နာကြီးမိုးပန်းကြီးဆောင်းလို့ထားရုံနဲ့မကဘူးကြည်စမ်းအခုဖြောပြပြကြေးတွေကျွန်းနေနဲ့သမီးတော်အပားမှာခစားပြီးတော့နေတာအင်မတန်စိတ်ကြိုက်တွေ့ရလားဟဲ့သမီးတော်ရဲ့မှန်ပါဗျာမှန်ပါစိတ်ကြိုက်တွေ့ကြောင်းပါဗျာသာတော်ကြီးသူ့တွေကကုံပါဗျာမင်းနှမလေးချင်းမြနိုးရလားလို့မှန်ပါဗျာနှမတော်လေးတပားမို့အလိုတော်လိုက်စိတ်ကြိုက်ထားကြောင်းပါဗျာကြားရလားဟဲ့သမီးတော်မှန်ပါဗျာမောင်တော်ကြီးလည်းတဲချစ်ပါမင်းကလားဝမ်းသာကြောင်းပါဗျာဝမ်းသာကြောင်းပါဗျာအမေတော်ဖရာဒီသားတော်တပားသမီးတော်တပားရတော့အင်မတန်အကူတော်မူတယ်လို့ကြားလားအမိန်တော်တိုင်းပါဗျာအေးသားတော်ကြီးဗျာဗျာအမေတော်ကြီးရလွဲတော့သားတော်ကြီးဒီထင်းမွေနမ်းမွေဆက်ခံစားရမယ်ကြားလားအမိန်တော်တိုင်းပါဗျာအေးသားတော်နမ်းစားရင်သမီးတော်နမ်းရဟဲ့အမိန်တော်တိုင်းပါဗျာမင်းကြီးဗျာကဲဒီမင်းလားမရှိသားဗျာရှိပါဗျာသားတော်သမီးတော်ရလို့အင်မတန်ဝမ်းမြောက်ဝမ်းသာရှိတယ်ဗျဒီဘူးနန်းညုံကိုဗျာခုတစ်ချိန်လုံးကကိုတော့စဉ်းစားပြီးတော့ပြရသေးတယ်မှန်ပါဘာပြီးလို့ဒီချင်းဘယင်းနောင်သုတော်ရဏနောင်တော်သုတော်ရဏလာပြီးတော့ကိုတော့စကားဆိုတာကိုမချင်းကနဲ့စကားမိတ်ကြတော်မူလိုက်တယ်မင်းကြီးကြားရပါဗျာစိတ်စိတ်ဆိုးကြပဲဗျာဆိုးကြပဲဘယ်နဲ့ဗျာအခုအမတော်ဗျာနိုင်ပါသားလားသူ့ကြောင့်မှန်ပါဗျာမကြည်ဘူးမင်းကြီးမှန်ပါကပ်ပြီးလို့တိုင်းပြည်ကလာလို့ရှိရင်လူကျလူသားဝဲကျခွေးသားမလစ်လက်ပါကုံပြောလိုက်မယ်မင်းကြီးလေတိုက်လို့အမိုက်လွင့်လာရင်မေးတိုက်ပြရမယ်ဟုတ်ပါဘူးကုံသွားတယ်ပါဗျာဟုတ်မယ်ဟေးဟိုဘက်ကခါစားတာ6စိတ်နဲ့စိတ်မောင်းလားကွာမှန်ပါဗျာအောင်မယ်မင်းတို့ကသမီးတော်လေးပါဖြေပြောနေကြလားမှန်ပါဗျာပြောမယ်ဆိုလို့ကျွန်တော်မြဖြေပြောနေပါဗျာသမီးတော်လေးမပြည့်စည်နဲ့နော်ဟုတ်ပါကြပါဗျာမင်းတို့ကြည်သားမောင်ဥယျာဉ်တော်မင်္ဂလာလေးမှာကိုတော့ချစ်တက်တော်မူလာခဲ့တယ်တပည့်စကားခြာရနှင်းစည်းစသဖြင့်ပန်းနေမှန်းနေတော့တဲပြီးမွေးပါကြိုင်ပါလားမှန်လားပါဗျာအဲ့ဒါဘယ်သူများစိုက်ထားတယ်လဲကျွန်တော်မျိုးစိုက်ထားဗျာအမေစိုက်တာလားကျွန်တော်မျိုးကြီးစိုက်ထားတာပါဗျာရောက်စိတ်ကတဲတော်ပါလားဟိုသားပန်းဥယျာဉ်တွေပါတယ်ကျွန်တော်မျိုးကမျိုးနဲ့ယူနဲ့စိုက်တတ်ပါပြောတာမျိုးနဲ့ယူနဲ့ပန်းတို့ဘာတို့စိုက်တယ်ဆိုတာသူ့နေနာနဲ့သူ့ရက်နဲ့ဒီလိုပြန်သရားရက်တို့ဘာလို့ရွေးစိုက်ရင်အမှန်တမ္မာဝါပြောပါဗျာတရားကြပါမှန်ပါဗျာနှင်းစီတို့စပယ်တို့စိုက်မယ်ဆိုရင်သူ့နေသူ့နာနဲ့စိုက်ရင်အမှန်ဖြစ်တယ်ဗျာဘယ်လိုစိုက်ဒီမှာစိုက်တဲ့အခါမွေးနေတော့ကြတနင်းလာဒေသာဆမ်းမြမရိတ်တာအဲ့ဒီဟာကခေါင်းရိတ်တာပါကွာဟုတ်ပါပဲငါဒီလိုပဲဗျာဒီချောင်းတိတ်ဆိုတဲ့ကောင်တိတ်ပြီးတော့အားတာပဲဗျာမင်းကပဲဥယျာဉ်ထဲမှာနေတာကြာလာပြီ तू ဘာမှနားမလဲဘူးအေးကြီးလို့သာကြီးနေတာအခုငပြောသေးတောင် तू ဘယ်အမင်းကသိမှမသိဘူးဗျာမင်းကတော့သိလို့လားသိတာပေါ့ကွာဘယ်ဘင်းကတော့ဗုဒ္ဓသာရဏဘင်းက
ကြာဘူးဘာဘူးဟဲ့ အဲ့ဒါတန်ငယ်သားကွာမှန်ပါဗျာဒီကောင်ကအားပါဗျာစိန်မောင်းဆိုတဲ့ကောင်စိန်မောင်းကဘယ်နေရာမှနားမလဲကျွန်တော်မျိုးကတစ်ပင်မမြင်မနဲ့အပွေးမြင်တာနဲ့အပင်သိပါဒီကောင်တော့ဒီကောင်တော့မှန်ပါဗျာစိန်မောင်းဆိုတဲ့ကောင်ကနာနာသိတော့ဘယ်ပင်ကသိမှသိတဲ့ကောင်ဟာကဲမင်းကတော့ဘယ်ပင်ကသိတယ်ဘာလို့မသိရမှာတော့ဘယ်ပင်ကသိလို့ကွာဟောဆတ်တဖူးပင်ကဟုတ်ပဲအဲ့ဒီမှာကြောက်စိတ်မျိုးကွာဒါတော့ဘိုးကြီးကပြောထားလို့ဟာဘယ်နဲ့လဲသမီးတော်လေးကမှန်ပါဗျာသမီးတော်လေးရဲ့ကြေးကျွန်းနေရဟင်ရည်စရာမောစရာပြောတော့တဲ့နေရာကြပါမင်းလားမှန်ပါဗျာဟေးစိတ်တော်ကြီးလားဟာမှန်ပါဗျာဟုတ်မယ်နေလက်ခါစားမလေးလောက်ဖဲကိုဟင်မှန်ပါမလေးလက်ဝတ်ကြောင်းပါဗျာသမီးတော်လေးစိတ်ကြိုက်လို့လိုက်နော်မှန်ပါအကျော်တော်များဆက်ရပါတယ်ဗျာအေးနေရာတိုင်းနေရာတိုင်းမှာဟဲ့ထွေးခြင်းဗျာအယူဆိုင်တော့ကြလားမှန်ပါဘာမဆိုလို့တာရှိကတော့ပြင်ဟဲ့မှန်ပါခုတော့ပါတာဝင်းစားတာပါဗျာဟဲ့နောက်စိတ်တို့ဟဲ့စိတ်မောင်းတယ်ဟဲ့သမီးတော်လေးနဲ့တကွအားလုံးရံရွေတွေပြောလို့ပါပါနဲ့နေကြထိုင်ကြတာပန်းမှန်နေတော့အင်မတန်မှပြည့်စုံပြီလို့မှန်ပါပါသမီးတော်လေးပြောပါပါရှိဖို့ရာရေချိုးစရာရေခံမှမရှိသေးပဲမင်းတို့ရေခံတူးတတ်လားဟုတ်သားပဲမင်းမိတ်တော့မကြလို့ပါဗျာကျွန်တော်မြအကုန်လုံးဆောင်ရွက်တတ်ပါဗျာဟေးမှန်ပါဗျာဟဲ့ရေခံတူးတတ်လားမှန်ပါဗျာကိုင်ပန်းပင်ဘယ်လိုစိုက်လို့ရေခံဘယ်လိုတူးမယ်ဆိုလားထူးကဲစွာတော့တင်စမ်းကွာမှန်ပါဗျာစိတ်မောင်းရေဟေးဖြောက်စိတ်ဟုတ်ပါအမှုတော်တန်းကြဗျာမေအေးကွာဘုံတော်ကြီးဖေရသဘောတော်ကြလို့ရှင်မင်းနဲ့ငါနဲ့သူတော်လက်တော်ရမယ်ပေါ့ဒါပေါ့ကွာကိုင်တခင်မပြောရှင်အောင်တို့စီစဉ်ညာအောင်တို့လားဥယင်းနဲ့ရေခမ်းနဲ့တစ်မျိုးဖန်တီးရအောင်မိတ်မှမျိုးစီကားအောင်စီစဉ်ညာအောင်တို့တကယ်လေအဲ့လိုခိုင်းစေလာတော့မင်းရဲ့စိတ်ကူးကဘယ်လိုစီမမယ်ဆိုတာငါသာပြောကွာငါစိတ်ကူးကတော့တခင်မမျိုးရှင်ပြောသေးဖို့ဥယျင်တော်ပနာအမြင်ဆန်းသကွာအပင်နောက်ဝင်းသပွဲထားပြီးအတွင်းအလေနာကခတ်တာကမုံဆိုင်မဟဲ့ဟာကောင်းတာပဲအတွင်းအလေနာကခတ်တာကမုံဆိုင်လို့ရှိရင်ဟိုငါကလည်းဇလတာနဲ့ကျေယုံကြီးစွာအငုံလေးတွေကိုဟိုကြည်ပြာယုံကုန်းအတက်လမ်းကနေစိုက်မကွာကြည်ပြာယုံကုန်းအတက်လမ်းကစိုက်မယ်လားအေးဗျဒီလိုဆိုရင်ငါကပုံညက်ပန်းရင်ကတရဖီတွေကိုအပြင်အထက်ကစီပြီးအပေါ်ကတင်၍တော်ကပင်အလေကောင်ကတန်းထားမိတ်ဟာကောင်းတာပေါ့ကွာတော်ကပင်အလေကောင်ကတန်းရင်စပယ်ခေါင်ရအထက်အောက်ဖြိုးဝင်နေအောင်ကျက်မောက်မိုးဆွေလေးတွေတော့ငါပတ်ချလှည့်ထားမယ်မလီပန်းမျိုးကိုစုံးနေပါလားတဲဟုတ်ပါလက်စမ်းမီလေးတွေပေါ့ကွာပတ်ချလှည့်ထားမယ်လားဒီလိုဆိုရင်ထတ်တရားနဲ့သင်းစပယ်မြောင်ပြီးအလေကောင်မှာဟိုချွေရွေအများနဲ့ရေကစားစရာအမှန်ပျော်ရွှင်စေဖို့ကံတော်မင်္ဂလာဘေးအယုတ်တွေရံပြီးလေးမုတ်ပြန်ဖြောက်မှစွာတူး၍စောင့်ကြမယ်ဘလူမုတ်ဝါကထားမကွာဟာဟုတ်ပါမလားတကယ်ချင်းကဘလူရုပ်မုတ်ဝါမှာတင်မှဖြင့်ရုပ်မလာတဲ့အသွင်မြင်တွေ့ရင်ကြောက်ကြလိမ့်ငါတော့ခြင်သေးလောက်နဲ့တော်လိမ့်မထင်တယ်မာနပါဗျာခြင်သေးဆိုတာမျိုးကဖရာအဆင်းလို့ဇရအဆင်းလို့ဒီလိုဟာထားရိုးထားတင်ပါဗျာအေးဒါလည်းဟုတ်ပါကျွန်တော်မျိုးပြောတယ်ဘလူတို့ဂုံမန်တို့ရက်ခါတို့ဆိုတာကံတော်မင်္ဂလာဆိုတာဘလူဂလုံဂုံမရက်ခါစောင့်တဲ့ဖြစ်ပါဗျာဘလူကောင်းပါဗျာဟာဘယ်ဟုတ်မလဲမှန်လားပါဗျာအရှင်သမီးတော်ဟာဒီရေကမှရေကစားတဲ့အခါအယုတ်ဆိုးတဲ့ဘလူးကြီးမြင်သွားရင်ထိတ်လန့်ကြောက်ရွံ့သွားပါလိမ့်မယ်ဗျာဒီတော့ခြင်လေးရုပ်ကလေးဟာလှလဲလှပါတယ်ဗျာခြင်လေးဟာကောင်းပါတယ်ဗျာဒါမင်းကြည့်ထားပေါ့ကွာဘလူးကောင်းတယ်ကွာဟိုခြင်သေးကောင်းတယ်ကွာဘလူးကောင်းတယ်ကွာခြင်သေးကောင်းပါလေကွာဘလူးပါခြင်သေးကွာဘလူးပါခြင်သေးကွာခြင်သေးတော့မိုက်တဲ့ကောင်ကြီးတော့ကွာမင်းနဲ့ငါအငင်းအခုံဘလူးခြင်သေးကြောင့်ဥယျင်ရတဲ့ဘယ်ရင်းကမှမဖြစ်မြောင်နိုင်ဘူးတငယ်ချင်းဂျစ်နှစ်ယောက်ပါကွာနှချမ်းမကွဲပါနဲ့တော့ဟောဒီလိုဆိုရင်လည်းတလားနဲ့သွားပြီးအမြင်မှန်ယူ၍ဟိုအပြင်းရန်သူဘေးတစ်ဖက်တစ်ချက်ကလာမဲ့ကြေးငှက်သရဝါအရေးတကြီးနဲ့မောင်းရအောင်တွေးစီးမဲ့အကြောင်းအပြစ်အလီလီမတွေးပဲမင်းနဲ့ငါချစ်ကြည်ရေးဆိုတဲ့ဥယျာဉ်ကြီးစိုက်လိုက်ကြစို့ကောင်းတယ်
စိန်ဒီဝါပိတာစီနေမမြူဒီနေသွေးတော်ဒီနေသွေးတော်ရိတ်ထီပြောခဲနယောကဘာဒုံတေဇောရာမြထီစီအမေမေတို့ခေါ်သွေးပနာစရယာလီယာဇာရီထုဖြာဒီဝလောကိုဝေဖယာသာတော်မမကြီးစိတ်တက်တာကူမှာတော့မှန်ပါဗျာလက်နဲ့လဲသာတော်ရဲ့ကိုနဲ့ချမ်းချွေးအောင်ပြင်းပြင်းလေးနဲ့ပြောပါချင်းရှိပါရလားသာတော်ရဲ့မှန်ပါဗျာမောင်ကာလုံးနဲ့တကောဖားလက်တော်မြောင်များစွာနဲ့နေရတာသာတော်အင်မတန်မှပြောလာပါလေဗျာပြောမယ်ဆိုပြောမယ်ပါလေတို့ရအတွေ့လဲခမဲတော်ရဲ့လိုလားချက်ကတော့ယထာမှာအလံမီလျံကိုမင်းမျိုးတောင်းများဆိုရိုးစကားတိုင်းကျင်းဘက်တော်နာနဲ့တင့်တင်ညတာဆိုတာစံစားနေလို့လေဆန္ဒရှိသားတော်ရဲ့ဒါကြောင့်သားတော်ဟာကျင်းဘက်ကင်းလို့အရှင်းစံနေမှာလားလို့မှန်ပါဗျာယထာမင်းရခုံးမင်းမျိုးတောင်းညဆိုတာသားတော်အသိပါဗျာယောက်ျားရဲ့လူဖြစ်လာလို့ရှိရင်မိန်းမရှိမှတင့်ပါလေဗျာလူမဆိုထားပြီးကောင်းငင်မှာပက်ခါရန်ရနေတဲ့ငှက်တော်ဝါများတောင်မှငှက်ဘိုးရှိကငှက်မှရှိရပါဗျာအဲ့လေအသက်ရှိတဲ့တော်ဝါမဆိုထားပြီးအသက်ကင်းမဲ့နေတဲ့တစ်ပင်များတောင်မှတစ်ဘိုးရှိကတစ်မှရှိရပါတယ်ဗျာကမ္ဘာနိယမကဒွန်တွဲလျက်ပါလာတဲ့ကိစ္စသားတော်ညင်းဆန်နေတာမဟုတ်ပါဗျာသားတော်ရဲ့ကျင်မဲ့ရတနာရွေးချယ်ရမယ်ဆိုတဲ့ကိစ္စသိငယ်တဲ့ကိစ္စမဟုတ်ပါဗျာဖွားပဲတော်မောင်ကာလူနဲ့နေ့စဉ်နဲ့အမျှသားတော်တိုင်ပင်လျက်ပါဗျာဒီကိစ္စမှန်ပါလားဗျာဒီနေ့ဆိုတော့ပဲခမဲတော်ရဲ့စိတ်ကြိုက်သားတော်ရဲ့စိတ်ကြိုက်တွေ့ရှိကသားတော်လက်ထရအသင့်ပါဗျာဒီကိစ္စလဲဘာပဲတော့မောင်ကာလူကိုသားတော်လွှဲအပ်ပြီးသားပါဗျာအိုးဒါကြီးကျင်းပဲညအောင်မယ်ပေါ့မှန်ပါဗျာအမေလေးဝန်ပါလိုက်သားတော်ရဲ့သားတော်ကျင်းမဲမမြဘူးလားလို့ခမဲတော်စိတ်ထဲတစ်ထိတ်ထိတ်နေတဲ့ဟဲ့ကြာလာဗကားမကြီးမှန်လားပါဗျာသားတော်ကျင်းပဲညအောင်မယ်တဲ့သားတော်အတွက်ရည်ရွယ်လို့ပေါင်း6ထောင်ကုန်မောင်မကညာတော်ကနေစီရွေးကျယ်နေခဲ့တာညင်းပယ်တာလည်းရပေါင်းများလာပြီကြံရှိပေသေးမဟုတ်လားဗကားမကြီးနောက်ဆုံးတစ်သုတ်ကြံပါလေဖေ။မှန်ပါဗျာအသုတ်တွေကများလာပါဖို့ဒီနောက်ဆုံးအသုတ်ဆိုတာလည်းပဲဒါအပေခံနဲ့ပါအောင်မှာပါပဲလေအဲ့လိုပဲနဲ့ကြောက်မှန်ပါဗျာဒီရဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်မျိုးကြီးတန်တော်ဦးတင်ဝရသည်ရွှေနားလို့ဆိုသွင်းတော်မူပါဗျာဘလို့တင်သားဗျာမှန်ပါဗျာတောင်းထားဒီကအနည်းငယ်များမှားယွင်းနေတယ်လို့ကျွန်တော်မျိုးကာလူဒီလိုယူဆမိပါတယ်ဗျာဘယ်လိုကြောက်မှာမင်းဘယ်နဲ့ကြောက်ဆိုတော့အမှန်စစ်စစ်အဖြစ်ကညာစင်ကိုရွေးရမယ်လို့ဆိုပါလေထို့ရတယ်နဲ့တောင်းထားတဲ့ပုဂ္ဂိုလ်ကဘယ်သူလို့ဆိုတော့ဘကဘိုးဘိုးကြီးကတောင်းဝန်ယူပါတယ်ဒီတောင်းဝန်ယူတဲ့ပုဂ္ဂိုလ်ကြည့်လိုက်တော့မျက်စိကမှိုင်းသားကအထိုင်ခါကကိုက်လို့ပါကပြိုင်အမှန်စစ်စစ်ဇရာဘိုင်းကြနေတဲ့အဖိုးကြီးဖြစ်နေပါတယ်ဗျာဒီတော့အဖိုးကြီးကရှာရင်ကညာတွေကိုတော့တွေ့မှာမဟုတ်ပါဘူးအမေကြီးတွေ့မှာပါမင်းမပြောတာလေကွာမင်းဘယ်နဲ့ပြောတာလဲဘယ်နဲ့အသက်ကြီးတာကကြီးတာတခြားမျက်စိတတ်တာကတတ်တာတခြားအဲ့လေဘယ်နဲ့ဘုန်းကအခုအပေခါနေရတာများပြီမဟုတ်လားလို့ဟေးဒီတော့မပယ်နိုင်အောင်လို့တမင်ရွေးထားတာကွာအမေမှန်ပါဗျာဒီတိုင်းလားဆိုရင်မြတ်ဝါထင်းနေမြင်ရမှရွေးချယ်ရလို့ရှိရင်ဖြင့်သိငယ်တာလူကိမလိမ့်ခင်ဗျာကြားလာပါကမကြီးမှန်ပါရွေးချယ်ဖို့အချိန်တန်ပြီတဲ့ဒါကြောင့်ခင်ဗျာကညာစင်များရှေ့တော်သွင်းဗျာမှန်လားပါဖေမှန်လားပါဖေဟဲ့ဆရာပြောတော်ဗျာနောက်ဆုံးကြံတော့ရှေ့တော်ထုတ်လိုက်စမ်းအလိုညလာဒီကမင်းဘာရီလာဘူးလေဘယ်နဲ့ရအောင်ကိုရွေးထားမမောင်သားလောင်တော်မရ
ဗျာကျွန်တော်မျိုးတောင်းထားပြီးအတိုင်းကျွန်တော်မျိုးရွေးချယ်ပါရပြီပါဗျာမောင်ကာလူကကိုရရဲ့စိတ်ဆန္ဒအလုံးသိပြီးသားဖြစ်တယ်မှန်ပါဗျာဒီရဲ့ဒီကိစ္စမောင်ကာလူကိုယ်တိုင်ပဲသိငယ်တာဘေးဘေးရွေးချယ်တော်မူပေါ်မောင်ကာလူကဘုံတော်ပါဗျာစိတ်တော့ချပါဗျာသို့ခံတော်ကွာနေဗျာကဲဘိုးဘိုးကြီးဘာလဲကွာကဲကညာပြိုတွေကတော့မနေဘူးလေဟုတ်လားအေးလေအများကြီးနည်းနည်းမတ်တက်ကလေးထပြဆမ်းပါလေဩဒီလိုလားအေးဟဲဒီလိုသမီးတို့ပြရလားကဲထပြလိုက်ကြစမ်းထပြလိုက်ကြစမ်းမမဗျာခွဲလို့ဗျာလှတယ်ဆိုတာနေမင်းသူရဲ့မောင်ကခွေးရီကိုရံဝါရင်းပါရပါနေမင်းသူရဲ့မောင်ကခွေးရီကိုရံဝါရင်းပါရပါဝဲဝန်းတောင်းထလာခဲ့ကြလို့လှတဲ့မျက်နှာသူ့ရဲ့နဂိုရွှေလာတမြဆိုပြေအသာဟာကကိုနေခါရဟိတ်ရဝင်လင်းမိတ်တာရှိကြည့်ဘတော်လို့ပင်စားထတာသူ့ရွာပါပင်စားထတာသူ့ရွာပါနုနုနဲ့လည်းမူရပါယူယူပြီးချေယူပါစင်းကသူသာရပြီးပုံတော့သူအထိကေသာအသားရဲ့ဝရမြေကငါလွယ်ကြီးစတောင်းကြီးမင်္ဂလာအဝေးဒီလိုထားတဲ့ယူပရှင်ကိုဒီလိုထားတဲ့ယူပရှင်ကိုမိတ်ရသခင်လောင်းတော်ညနဲ့တောင်းတော့အဖို့နှစ်ပါးချက်ပြုငါဆရာဆက်မင်္ဂလာယုံဝေးစားကွယ်ဂုံသေးခရတဲ့ဘဝရွှေနာမီဝေဒီဟာနတ်ထွေးကြီးစွာဒီစရာကိုလေသူသာတမြပါမူရအစဟာယူပကရစဆုံးရှာ၏အလားဆုံးဟာဒီဘက်တော်တွေယုံဝေးစံဝဲဂုံဝေးဖယားတဲ့ဘုံရွှေနာမီဝေဒီဟာမနတ်ထွေးကြီးစွာပြည့်စံရောင်းလေအမသိငယ်တဲ့ကိစ္စမဟုတ်ဘူးဗျာအေးခမီတော်ဗျာတုတ်ထောဓနာကရုပ်အချောလာကညာစင်တွေခေါ်ပြီးတော့ဗမယပလင်ပွေပေါ်မှာအလောင်းတော်မြတ်နဲ့ကောင်းပေါ်အပ်ဖို့ကညာစင်အလှရိုးရမယ်ဆိုတာဒါသမီးညာရေးမဟုတ်ဘူးဒါကြောင့်ငါခန့်ထားတာပေါ့ကွာသမီးညာရေးမဟုတ်ဘူးဘာကြောင့်မာသာအထိဆောက်ဝရကေသာဆိုတဲ့ကောင်းရင်ငါဗျာတို့တွင်သူ့ကားရင်မဆူမကြုံလှပဲနဲ့မူအပုံးကဟောတယ်လို့တခါစမ်းပြီးကိုင်းလိုက်ရင်ဝါခွန်းဆိုင်ဖော်ဖျောင်းထိရတယ်လို့ပျော့ပြောင်းဣနေတဲ့အသားကြီးကောင်းချင်းနဲ့လည်းပြေဆုံးပါဟုတ်တယ်အုတ်ခေါင်းကခြေပြားအထိအနေထားကြည့်လိုက်စမ်းခါတင်းရင်တွေပါအမြန်မြင်လင်းစံမမီရှာဒံဒီတော့အခြေမြုပ်ကြကြနဲ့ပြေပြလှနေတဲ့အယုံကြီးကောင်းချင်းနဲ့လည်းပြေဆုံးပါဘုရားမဘောသိင်ကြီးစိရနာရှူအယောင်လုံးအသွားရေးဆောင်းကတူ့နိုင်လို့မရနိုင်ပဲရှူတိုင်းလှနေတဲ့အသွေးကြီးကောင်းချင်းနဲ့ပြေဆုံးပါပါတယ်ဟုတ်တယ်အသက်မှာဘလောက်တကယ်ကြီးနေ16နှစ်သမီးအရွယ်တမျှလို့တကယ်လှနေတဲ့အရွယ်ကြီးကောင်းချင်းနဲ့ပြေဆုံးပါဘုရားမဘောမဲနဲ့၍ဘတုံညောင်ပမာလို့3000ထွာအကောက်အကျက်ကင်းပြီးတော့ဖြောင်းစင်းနေတဲ့ဆံပိန်းဤကောင်းချင်းနဲ့ပြည့်စုံပါပါတယ်ဟုတ်တယ်အဲ့ဒါလူကောင်းရင်ငါတို့ပြင်းနေ6ဝလော်လီချင်းကင်းစင်ပါပြီးအလှတကားတို့ဤထိတ်တင်းအရင်တကားတို့ဤထိတ်စုအနုတကားတို့ဤထိတ်တန်းငွေသစင်ဘန်းလေးဒီမှဒါထိတ်မြတ်လို့တင့်တော်မြတ်မဟုတ်ပါလားဗျာအဲ့အခုတော့မလေးဘိုးဘိုးဟာတွေကအမအင်းအပေါလန်းကမတဲ့အောင်နှခမ်းပဲအထက်နှခမ်းစုမြက်ခမ်းထူးထူးနိုင်ရင်နှထင်းကြအလုံးပြင်းမလှရတဲ့ထဲမျက်နှာပေါက်ဆိုးနဲ့ဂျိုဂျိုနှရွက်ပဲမီလိန်ဖင်ဆောင်ပိုက်ဖောက်ချက်မဲဖုန်ကြီးပြန်ဂလုံရုပ်ကိုထုံးတုတ်တာနဲ့တူးနေပနဲ့နီးနေမှယူမှာမဟုတ်ဘူးဟေးကာလူဘာလဲဘူးဘာပြုတ်မယ်မင်းအထင်သေးရတယ်ထင်သေးရပါဘူးဟေးမသိရင်ဆေးမသိရင်မေးတဲ့ကြည့်ကျင်သေးလို့ခေါ်ပြမင်းပဲ
အတော်လှတဲ့ဟာမဒီပါကွာ ထင်းနေပေါ့လေ တညာလှ16000တဲကပါသမျှအပေါင်းတယောက်ကမှမရှောင်နိုင်အောင်ကောင်းလောင်အောင်တမင်ရွေးထားတာ အင်းလာလေ တမင်ရွေးထားတာကွာတခင်ကလေးနဲ့ဇလျားမြဖို့ဆိုပြီးအသားကရွှေလူချောအကျော်ကမြလူစိတ်ဖန်ပန်းနဲ့တခါရိမ့်လိုက်ရင်အမလီအတဗျာသိမ့်ထိုက်တဲ့ဟာမကလေးတွေပါကွာဟေးအမယာကိန်းဒီမရီတန်ဘူးလားစံယူကပမာပြမှာဖြင့်ဟာမူကသုံးမြမာဒီမှာအုံမန်တန်တီသွေးယူလို့နှိုက်လောက်ကဲမြင်သူတိုင်းငေးလေးရဲ့မှန်ရဆေးလက်ကင်ပကြီးတို့ရေးတော်လဲမမီအဝေကုသလရင်ကလေးတွေပါကွာယခုဘဝရင်သရံပမာပြမှာဖြင့်မန္တရဲ့ဒန္ဒရဲ့ကာဏနဆွဲနဲ့အမလီဟန်ရတဲ့အရွယ်ကြီးပဲကာဏနာနသွဲဆိုတာဝဲရညှက်ထားလိုက်တာကြည်စားပလဲရနာငကတ်ကြီးနဲ့အဲ့ဒါတရားစာချီးများရောမကွာဟေ့ဝါတဏီကကြည့်မျက်စိကလေးကမိကတိအဟုတ်သားညို့သလိုနှုတ်ဖြားတကူကတရားကဲအဲ့ဒါတနဲ့နေရမော့သလိုခါခပြောရင်ချီဝေတင်စီကမလုံတလုံးကလေးတွေပါကွာ ကိုတဲ့စာပါလား တပဖုံဖူးပရင်နဲ့ဒူးဖရီဘဝဆုံးရောကွာဖားကြောက်ကုန်တရားနမှုတမျှကဲ့သို့တံပရူပိုက်သမီးအချစ်နေစနစ်တူသေးအလှသူရစ္စာမပြတ်အခါကမျောရမှာဖြင့်ဟေ့ကြည်စားနတ်ပညာကတော်လေးတွေလုပ်ဖို့ကောင်းနေပြီကွာ မှန်ပါဒီဘိုးကြီးအမှန်တော့ဒါတငယ်ပြန်လို့ပြောနေတာပါ ဘယ်နဲ့လူကြီးပြန်ရတောင်ပြုံးမြောက်ပြီ ဟုတ်တယ်ဘယ်နဲ့ဘိုးကဘယ်နဲ့အချောလာကြောဆန်းလာကြီးရဲ့အချောအလှကြောဆန်းလာကြီးရဲ့လို့အပြောကတော့တော်တော်ဟမ်းပါရဲ့ အေးလေ အပြောကတော်တော်ဟမ်းမိမယ်အပေါ်ရန်ဇင်းကြောလှပြီးအတွင်းသဘောကအမှန်ကန်ဖြူရလား ဖြူတာတွေကြီးဝေးတာ တန်တော့တယံဆန်လူအရောက်မတက်လို့မကောင်းတဲ့ကုံပုတ်ဒီတခါထုတ်မဟဲ့လို့ဆိုးရုပ်တဲ့ညာဒီဘိုးကြီးကဆွေမျိုးတွေအစုံနဲ့ပြီးဒီပွဲဟမ်ဟဲ့လို့ကလိညာထလောက်နမရှုံပြီးပြီးလက်သိထိုးတော့မရောက်နဲ့ကျုပ်တို့ကမိမကောင်းမှအယူပါဗျာ မင်းတော်ဆိုးတယ်ကွာငါရွှေမျိုးတွေထည့်ပြီးတော့ပဲအရွေးခံတယ်လို့ အလေဒါကြီးထူနေမှတော်ကားကြတော့ မင်းတော်ခွက်ကြတယ်လူပဲ ကြီးထူရတယ်လေကြီးထူ ကြီးထူတာနေစမ်းမအောင်ငါမေးစမ်းမရသေးဘူးအလောင်းတော်နဲ့ပေါင်းတင်မှလားမင်းနဲ့ပေါင်းတင်မှလားဒီလောက်ကြီးများနေရ ဘိုးဘိုးနဲ့အလောင်းတော်မင်းသားနဲ့ပေါင်းသိရမှာမို့ဒါတော့ကြီးထူနေတာပေါ့ကျွန်တော်အတွက်သာဆိုရင်ဘိုးရွှေမျိုးကလွန်ရင်ယူတယ်ဗျာ မကြည့်နဲ့မင်းဘယ်နဲ့ငါရွှေမျိုးသာထိခိုက်ပြောနေရတာလေ လေ တော်ခွက်ကြတယ် မဟုတ်ဗျာဒါလည်းမြန်တော့နိုင်ပွဲရမရှိပါဗျာ ဘာမှကြီး ဖေယား ခင်းများအပြိုစင်တွေလိုချင်ဟန်မတူဘူးတဲ့ကိုင်းရုပ်သိမ့်ပြီတော့ဗျာ မှန်ပါဖေယားအလောင်းတော်ဒီကိုပဲရောက်တယ်မရှိဘူးသူ့ဒီပက်လက်လန်းလန်းကြနေတာပဲကဲသမီးတို့ရေသမီးတို့ ဗျာ ကဲပြန်ညပြီအုံရော်တယ်အားလည်းနာပါရဲ့ ဘောဘော ဟဲ့သမီး ခဏခဏလာမစင်းလာတဲ့နောက်ဘာသာမှမလာဘူး များတော်တော်ဆင့်တာတွေများနေပြီရှင် ငါသမင်းတို့ထင်တာကြလို့မင်းပြောတော်ခွက်ကြတယ် မမဗျာမန်စီစီအားဖြင့်ရတာမလို့လိုတာမရဆိုတာလို့ကြနေပါဗျာ ဟေးဘယ်နဲ့သရောထင်တာလဲဘယ်နဲ့လိုတာမရရမလဲ လိုတာမရလို့ခုလိုအပေခန်းနေရတာပေါ့ ဟာဘယ်နဲ့အလောင်းမင်းသားကွာအေးရှင်းမရင်မဆိုးပိုးကြီးပဲဘယ်နဲ့လိုတာရရမယ်ပို့ ဘုံမလား ဟာဟုတ်တာပေါ့ကွာ ဘုံမလည်းပြောနော် ဒါတော့မပြောနဲ့ကုံပြောရမယ်လိုချင်တယ်ဆိုရင်ကောင်းငင်ကဒူဝင်ကျဲအလွယ်နဲ့ဆွခုပေးရမလားအခုပြေးရှာမှာကွာ ဒီလိုတော့မနအားကိုလိုက်ပါဗျာအားကိုလိုက်ပါဗျာဒီလိုဆိုရင်ဖြင့်ကျွန်တော်မျိုးလောင်းမင်းသားနဲ့ထိုက်တန်းနဲ့ကြည့်ပဲကညောင်မကြခင်တော့တင်ပါရပြီဗျာ ဟဲ့တိုးရှိကတော့တင်သားမှာ စစ်စစ်တော်ကတခြားရှားနေစရာမလိုပါဗျာအသားထဲမှာပဲရှိပါအသွေးထဲမှာပဲရှိပါ ဘယ်မလဲ အဖက်ကြောင့်ဆိုတော့အရှင်ကြီးတော်ဖြစ်တဲ့ဒေဝရာတိုင်းကြီးပြည်ရှင်ဘယံသုတ်ပဗုဒ္ဓမင်းသမီးရနာဖြစ်သောဗတ္တကိစ္စနာပိမ္မာရွှေလိုရတော်ရနဲ့သာလဲထိုက်တော်မူလာပါကြောင့် ဟေးဘာလို့ ဘာလဲတော့ မင်းဘယ်နဲ့သရောတင်တာလဲ အဲ့လီ ဘယ်နဲ့ဒီဒေဝတာဟာနဲ့ကပိလာဆိုတာနှစ်ပြည့်တည်းရံမီးပွားနေတယ်မဟုတ်လားမင်းဘယ်နဲ့ဒီဟာထည့်ပြောရတယ်လို့ဟင် ခုနကတော့လိုတာရမဆိုး လိုတာရမယ်ပြောတာငါပြောတော့ကဒေဝတာဟာကိုမပါဘူး အဲ့ဒါခမကြီးတဲထူ မင်းတော်ခွက်ကြတယ်လူတပြေးနဲ့တပြေးဟာလူကျူးလူတတ်တယ်ခွေးကျူးခွေးတတ်တယ်ကုံပြောရမယ်အမိုက်လေလွင့်လာတာတောင်မီးရှို့ဖြစ်တာမင်းဘယ်နဲ့ပြောနေတာ တော်တော်တုန်းကတော့ဘိုးဘိုးပဲကောင်းငင်းကဒုံကျဲယူပေးမလေးပါလေးနဲ့ကို အေးလေကောင်းငင်ကဒူဝင်ကျဲတာပြောတာငါပြောတော့ကဒေဝတာဟာမပါပဲနဲ့ဟာ မေဘူးလားရှာလွဲတာပဲကဲဒါပြင်ဘိုးဘိုးပြောသလိုအခုကောင်းငင်းကကျဲလိုချင်နေဗျကဲဆုပ်ပေး ကဲမင်းစေကထောင်ပေးကွာငါတက်မင်းခွာ ကတိက
တက်နိုင်တဲ့အဖိုးကြီးပါ မင်းကခွာပြော မှန်ပါဗျာကျွန်တော်မျိုးခုမှသတိထားလို့ရိတ်စားမိပါဗျာကျွန်တော်မျိုးကတော့ငယ်ရွယ်သူဖះမသိပဲကိုရှေးကြောင်တွေကကပ်ပြီးလာနေသေးပါတော့ပိတ်ပြီးတော့မချိန်မငန်းသလိုဖြစ်နေတဲ့ဆိုတာဘကဘိုးကြီးတဆင်မိန်เจ้าမှာသိရပါဗျာလူကျူလဲလူသက်ခွေကျူလဲခွေတတ်တယ်ဆိုတော့အမှန်တော့ तू မသွားရဲလို့ပြောပါဗျာဟာမင်းနဲ့ငါခွေးဆိုတာလေမင်း အလေးမဆိုလို့ပါဘူးအထိတ်တယ်ပြောတာပါ မင်းစကားဒီရောက်နေတယ်ကွာမင်းတော်တော်စကားတက်တက်လူမင်း ခဲနေပြီမောင်ကလူ မှန်ပါဗျာ ဘကမကြီးမသွားဘူးဆိုရင်ဖြင့်သားရဲ့လုံရင်းဆန်းနာပြေဝဖို့ခဲရင်နေကြတင်တယ်မောင်မင်း မှန်ပါဗျာစွန်းတော်ပြပါရှိတော်မူပါနဲ့ကျွန်တော်မျိုးတာဝန်ထားပါကသွားဆိုရင်သွားပါဗျာ မမသူကလူငယ်ဖြစ်ပါဗျာ ဟုတ်တယ်လေ သူနဲ့တော်ပါဗျာ တော်ပါလေအမှန်တော်ပါလေ သူ့လွတ်တော်မူပါဗျာ ဒါကြောင့်မောင်ကလူဘုရားမသိဖို့ဆောင်ရမယ်လား မှန်ပါဗျာကျွန်တော်မျိုးအရှင်ကျိုးသီးဖို့ရွက်ဆောင်တင်အောင်လို့တွားတိုင်သွားလို့ယုံသီးလို့ကုန်ပြီးစူးစမ်းခြင်းနဲ့စိတ်ရှိနေပါဗျာ ဆောင်ရွက်စမ်းပါမောင်မင်းရဲ့ မှန်ပါဗျာဆောင်းရဆိုတော့လည်းကျွန်တော်မျိုးလူကငယ်လို့အလုတ်ကထဲနေပါတယ်သိတော့တပြေးတနိုင်ငံမှာမတင့်မတဲသလိုဖြစ်နေမှာဆိုလို့လျော်ကန်းသိမ့်မြမယ်အဆောင်ရောင်များချီးပင်မြောက်စားသနာတော်မူမယ်ဆိုရင်ဖြင့်အိမ်မတောင်အားပါလျောက်ရှိတာကြောင့်ပါဗျာ ဟုတ်ပေသားပဲပကမကြီး မှန်ပါသွားမယ်ဆိုရင်ပေးလိုက်ပါဗျာ ဖဲနဲ့ထုံးငယ်ဆယ်ကြီးအလုတ်ကကြီးနေတယ်ဟုတ်လား ဘုံတော်ကြောင့် လူပင်ငယ်တော့လဲယာရုထင်တော်သေးတယ်ပေါ့ မှန်ပါဗျာ ကောင်းပြီဒါဖြင့်ခနေ့ကစပြီးကာလုဓာကြီးအမတ်ဆိုတဲ့တန်ယာရုဟာ ဟာဝန်ပါတော်ဗျာ ဘာမကြီး ဖေဟာ အန်စားချီးပင်ပေးသနာလိုက်ဗျာ မှန်လားပါဗျာကဲအဆောင်ရောင်သွားဝစ်ပြီးတော့ ဝန်ပါလိုက်တာဘဝေးဝန်ပါလိုက်တာဘောင်းမယ်ဘောင်းမယ် ကဲအမဖြစ်သွားပါပြီဗျာအေးမင်းကတေပန်းနဲ့ပွင့်ပြီးတာကူကွာမင်းက ဘာကမကြီး ဖေဟာ အာကိုလောက်တဲ့ကျူယုံပေပဲဗျာ မှန်ပါဗျာ စင်မြောင်ငါးစီအမှန်ကြီးခေးပြင်းဆောင်နေတဲ့ပုဂ္ဂိုလ် ဘုံတော်ကြောင့် အကယ်၍အကြောင်းရင်းခဲလို့ရှိရင်ဖြင့်သားတော်အတွက်ရာမသူ့ဘာသူ့ရာမဆိုတဲ့နာမသုံးဆောင်နဲ့ထားလို့စံစားစီပဲဗျာနော် မှန်ပါတင့်တယ်ပါဗျာ တဲကြည့်ကောင်းပြီအဆောင်ရောင်နဲ့အင်း ဟဲ့မောင် မှန် ပါ ပါဗျာ ဗျာ မှန်ပါဗျာ ယနေ့သွားမယ်လား ပုံတော်ကြောင့်ပါဗျာကျွန်တော်မျိုးတို့တင်မရစီဗျာ ဘာလဲ လဲ ပါ ပါဆိုတော့လည်းပဲတွားရတော့ဝင်မလေးပါဗျာသို့သောကျွန်တော်မျိုးမှာတော့လောင်းမင်းသားနဲ့ဖွားဘက်တော်ဖြစ်သည်လျာနောက်ရင်မြမလွဲလို့အခြားတစ်ပါးဘယ်ကိုမှတွားခဲ့ဘူးသူရှိခဲ့ပါဗျာဒီတော့ခရီးမသိဘဲနဲ့ညောင်ပြီးမြက်ရောင်းဆောင်တွားနေမယ်ဆိုကမရှည်ဝေးသင်မဲနဲ့ရှည်ဝေးနေတာပါလေဗျာဒီတော့ဟိုခရီးများကျွမ်းချင်တဲ့ပုံကိုတယောက်လောက်ထည့်ပေးမယ်ဆိုရင်ပို့ပြီးတော့ကောင်းပါဗျာ ဟုတ်ပေသားပဲပကမကြီး မှန်ပါ ဘယ်နဲ့သားတော်နဲ့မှမကွဲမကွာနေလာခဲ့တာဘယ်စီမှရောက်ဘူးတာမှမဟုတ်ပဲ ဘုံတော်ကြောင့် ဒေဝဒါနိုင်ငံခရီးကျွန်းတဲ့လူဆိုတော့ ဘူဘူကြီးတို့ ကဲခင်ဗျားနဲ့ပဲတော်လိုက်သွားရောလိုက်သွား မမကျွန်တော်မျိုးတတော်တင်မရသေးပါဖေဟာ အလိုတုံလူကြီးဘာဖြစ်နေပြန်တော့ ကျွန်တော်မျိုးပြုံးဆိုကောက်ရတယ်လို့အဖျားတက်နေလို့ပါဖေဟာ ရှား မှန်ပါဖေဟာ ကဲဖြာခင်ဗျာလမ်းကြမှာသေလိုက်သွား အို လိုက် င်မင်းတော်တော်စကားတတ်တယ်မင်း ပါလေဘူဘူရ မင်းအမင်းသွားပါလားမင်းတတ်တိရှိ ဩကျွန်တော်မှလမ်းမသိပဲကို လာမသိတိတိလူခေါ်သွားပေါ့ကွာအစတည်းကငါမလိုက်ဝင်လို့ငါတော်ဦးတင်ထားတဲ့ကိစ္စ အလေမိန်တော်ကြီးကကြာနေပါပြီလေညင့်မနေပါနဲ့ မင်းကဆူလဲကြည့်လို့ပဲကြောက်ညိတာပဲအကုန် ကလိုက်ခဲ့ပြီတော့ဘူ မလိုက်ဘူးကွာ အမေမလိုက်ဘူး မလိုက်ဘူး အမေကိုပြစ်တော့ကိုသိရလားဘူ ဘာလဲ အမိန်တော်ကြီးကလိုက်သွားပါဆိုရသားနဲ့မလိုက်ခဲ့တော့အာနာဖီဇာအာနရှံအသက်ခံရမယ်ဘူဘူ အေးအာနရှာမုတ်တဒီနေသေးမှာပဲဟိုလိုက်သွားလဲဝိုင်းတတ်ကြလို့ခွေးသေးဝက်သေးသေးမှာပဲပေမှာအတူတူတော့အညောင်းမခံနိုင်ဘူးဒီရင်စိန်နဲ့သေးမယ် ကြိုက်ဘူးရစိုးရင်ပြီးတော့မနေစမ်းမနဲ့ကျွန်တော်တယောက်လုံးရှိနေမှာပဲဟောကြိုက်တောင်းမကြီးစီရပါဘူးဟောမောင်ကားလူအဲ့ဒါဒေဝရဟပြီပဲကိုယ့်ရဲ့လို့မြို့ပေါက်ကိုလက်ညှိုးလေးသာထုတ်ပြပြန်ရင်ပြန်ဒါပြန်ပြီဒီလိုလား ဟုတ်ပါလေ မင်းကတစ်ဖက်သားတော့တော်တော်ကလိတဲ့လူပဲ လေကလေးတာမဟုတ်ပါဘူး အေးဒီလိုဆိုရင်လမ်းမသိလို့လား လမ်းမသိလို့ပါ ညိုရိုးပေါက်ကိုလက်ညှိုးထိုးပြညိုရိုးသိလို့ပြလို့ရှိရင်ပြန်တော့လား ပြန်တော့ ကောင်းပြီမင်းစကားနဲ့မင်းမှတ်ထား အာ နော် နာပါတယ်မခေါ်ချင်တော့ပါဘူး အေးမခေါ် ဒီဒုက္ခမပေးချင်ပါဘူး ဒုက္ခမပေးခြင်းလို့သာကောင်းပါပြီဒီလိုဆိုလိုက်မယ် ကဲကောင်းပါဗျာသွားလိုက်ကြောင်းစို့လေ သွားမယ် ကြည်စမ်းဖို့ကျွန်တော်ဟမ် အေးလေ ရှေ့ကနေတူသေးလား မတူပါ အ ဘူး ရှင်မွေးလိုက်တော့လှိုင်းမွေးတသိနေချင်းကြီးရ ဟုတ်တယ်လေ အရှင်သုံးတယ်ဆိုရင်ဓမ္မတုံတော်လေဟာရုံဆိုထက်လာ အချက်ချက် ရှေ့ထဲကတော့ကာလူဟမ် ဒါပဲ အခုတော့ကာလူတို့ဘာဖြစ်လာတော့
အမတ်လေ အမလေး အမေတောက်ကျိုးနဲ့လူတကိုးတွေနဲ့ကျင်းကုန်ပါတောက်ကျိုးနဲ့မင်းတို့ကယာဒူးကလေးရှိဆောက်ကြွားကြွားနဲ့ စကားအမြော်ကြွားမဖက်ပါဘူးဖွားပဲတော်မှာစကားအမြော်ကြွားမဖက်ပါဘူးဖွားပဲတော်မှာဒေဝဒဟကပီလောက်ဖနိုင်ငံစံတလူမှကာလူဓာယီဘာကိုထီလိုက်မတော့ဟဲ့ရွှေပြီမရွှေပြီအမဇတ်ဗုဒ္ဓဝင်ထက်ခါတော့လို့မပြောခြင်းဘယင်မှုတောင်းစေမြောင်ငါးစီအမောင်ကြီးခိပြန်စွမ်းနိုင်တောင်းကတဲ့လောက်နေစပူပဲသူစွာရမလဲငါမကြောက်လူအောက်တွင်ဆိုးလက်သံပြားလေးလောက်တောင်းလာမှခိုးပါဘူးဟေးဗျာလက်သံပြားလောက်တောင်းလာမှခိုးပါဘူးဘိုးမောင်ကားလို့တတ်တီအကြောင်းတကယ်စမ်းပြီးအကြောင်းများပြုတ်ကြမလားမှုပါဘူးအတိတ်မှတ်ရတယ်ဘယင်မနော်သိတတ်တာသခင်အလောင်းတော်အတွက်ကြောင့်မောင်ကျော်လျက်ပွေမဆုပ်မြန်ပြီးမြေစမုန်နာကမိဖုရားရှာတော့မယ်ဟုတ်တယ်လေမြေစမုန်နာကမိဖုရားရှာရတော့ကလိကစားစရာပျော်ရွှင်မွေစေဖို့ယဝိဗရမပမာကတော်အရှင်းနဲ့တွေ့တယ်အောင်မျောမြင်ဘွေဆောင်အလေထီးမှာဖြင့်ရတော်ခင်တမိတ်နဲ့မရှောင်တကယ်နေရအောင်ဒီမလေးအောင်ွယ်ကြီးနှစ်ယောက်ပို့လိုက်ပါဒီနေရာရောက်တော့စိတ်နောက်လိုဖြစ်နွန်းကွယ်ဘယ်နဲ့ကြောင့်လဲဘိုးဘွေဟင်ဒါဟာလုံပဏီတာမောခက်ချင်းရှင်တဲ့အင်းကြီးတော်လို့ခေါ်တယ်ကွာအေးတော်ခီးပါဦးရောက်လာပါဦးအေးလေဘယ်နဲ့ကြောင့်မျက်နှာမသားမရဖြစ်နေတာလဲဘိုးဘွေဟိုတစ်ချိန်တုန်းကနောက်ကျောင်းနေပြန်ပြောင်းပြီးအောင်းမိတ်လို့အဲ့ဒါကြောင့်စိတ်လည်းမကောင်းတာပဲဟေးဟုတ်ပါသိဖြစ်တယ်ပါဘိုးဘွေအေးလေဖွင့်လက်စမ်းပါဦးလေဘိုးဘွေဒီဝါဒဟနဲ့ကပ်ပီလာမတည့်ကြတဲ့ကိစ္စဘိုးကွာမေရုမာယာရဲ့ကိစ္စအဲ့ဒီကစပြီးမချိမငတ်နဲ့စကားပြောလိုက်တဲ့အတွက်တရေမခဘူးပေါ့လေအမြုံမပေါ့အဲ့ဒီလိုဆိုတာနဲ့ကြက်ပြီးလောင်မင်းသာတရေခလို့ရရင်ပဲမကောင်းတဲ့စကားချေးပဖို့ပြမဟဲ့လို့ဒေဝဒဟမြန်းထွက်လာပါရောမောင်ရဲ့ဘိုးအဲ့ဒီဒေဝဒဟမြန်းထွက်အလာလမ်းတဝက်မှာလေကမစလျှံလာတော့ပန်းလေမသာချေးကြွရမလှမ်းနိုင်ဘူးတဲ့ဒေဝနံဘုံတိဟာမဝင်ခင်လုံပဏီဝနာတွင်ဗရမညာတရေတော်အတွင်းကတားရှိတော်အတဝင်းကလေးဖွားတန့်စင်တာပါပဲမောင်ရဲ့ဟုတ်ကဲ့အဲ့ဒီလိုတားရှိတော်မဖွားခင်ကလေးအာအင်သေးပြီးစကားတဲ့ပြန်လိုက်တာအာနွယ်တဲ့အတန်းနဲ့အထွေထွေတညီးပြီးသွားမဲ့ကြံတဲ့ဒေဝခရီးဟာဖြင့်ပြေးကမနီးလို့အခြေဟာမဟန်တော့ဘူးတဲ့အဖေဘကကြီးကစေရနာတန်ပေမဲ့ကျမတော့ပေးရဖို့နီးလို့ထင်ဝေဒနာခံရတာပဲတဲ့ဖြစ်တယ်ငွေခါတမယံမို့လို့နေအပြည့်မှလုံမှုရေးစားပြလို့ဖြင်းမရွှင်တဲ့အခင်းကြောင့်ရွှေပွားတန်းတန်းနဲ့ငွေရင်တင်းကြီးရွှေအင်ကြီးအရေးအေးတဲ့အောက်သူစိတ်ကလေးလောက်နားကနေပါရသည်အိုးဖေးရတဲ့အဲ့ဒီလိုစကားတာရှိလို့မှအစတဝေမချုပ်သေးပါဘူးတာရနာတွေကကမ္မစလေးလှုပ်လာတော့ဗရမ ्या ရွှေတူဖိုးလိုက်တဲ့သဘောကြောင့်အားတွေဆုပ်ပြီးလို့ငိုရှိုက်လို့ပြောသေးတယ်ကွယ်အလိုးလိုက်တဲ့သဘောနဲ့အနာကမလာခင်တာမြရနာဖမ်းမြင်မှုစီတော့တရားနာဗြမားတွေကအာအင်ရှိကြတဲ့ဖြင့်အပရရှိတဲ့အင်ဂျင်ပင်ထင်အလင်းဝင်ကဂိုင်းအပြုတ်ကလေးကကိုင်းညွတ်ပေးတာယခုထိရှိပါသေးတယ်ကွယ်ဒါကိုဟုတ်ကဲ့ဘူးရေအရာတော့မယွန်းသေးပါယခုလိုကိုင်းညွတ်ပေးတော့သမီးမာရမှာကြီးအာသာအလိုပြေလာတာပေါ့ထိုးရနေဗရမ ्या ကျုပ်ရနာကဘယ်မဆိုအငွေ့နဲ့တာပုတ်တာကဖွားထုတ်ခါပြီးကစားတယ်မသမီးကညာအလားမာယာခင်မပြီးကြအလားရနာသဇင်ကြောင့်မရဏဝင်မှုတက်တည်ခံရသလားလို့ထက်ဝေရကနေကြီးတွေထိုးပြီးဇရက်တွေညာကအဖေးပြီးဖို့ပဲမဲ့နှစ်တွေတန်းကပြင်ဖြင်းမရှိအောင်ညှို့ရှာကြပြီတဲ့ရွှေပြည်ဆိုးနဲ့ဆွေးငင်ကဩကြတော့တဲမရွှင်မနော်လွမ်းငါတမိတော့လမ်းမရနာကြွလို့ပေးရတဲ့သမီးရဲ့
အဖေပကကြီးတစ်ခေါက်လာပြန်မဟဲ့အဖေပကကြီးတစ်ခေါက်လာပြန်မဟဲ့ဘောက်တရားခွင်းညွှန်ရွှေပြီးသို့ငှက်တယ်လို့ပါပဲတားပြန်တော့အထက်ကဟာတွေမကြီးမဆွေးခင်တတိပေးတယ်လို့အဖြစ်ဟောင်းလို့လားအစ်စ်လမ်းကမျက်ရည်မဆွရပါနဲ့တော့အသက်သေးရတယ်မဲမရလေတွဲကာကသေးရတယ်တမီးရောက်အတော်တော်ဖြာတာခြေပလို့မပြီးနိုင်ဘူးအမေရဲ့အဖေမကကြီးမနိုင်တော့မလားကွယ်ဘိုးဘိုးမင်းဆိုနေကျွန်တော်တို့ကမျက်မြင်ကိုယ်တွေမဟုတ်တော့လည်းပဲကိုယ်တွေမျက်မြင်လို့ပဲဘိုးရဲ့ကျွန်တော်တောင်းအသေးတွေဆွဲလာပါပေါ့ဟင်အေးမင်းရရောက်တော့မမေးအောင်ဖြစ်နေတော့ဘလို့ခကြီးဓာရီတွေ့နေခကြီးသားဖင်နေနေရောကျွန်တော်တို့လာကြတယ်တောင်းမသေးခွေလာဘူးဘိုးဟုတ်ပါကဲလာရီဆက်ပြီးတော့ပွားကြအောင်လို့မောင်ကလူဘယ်နဲ့ဘိုးရေကဲရှေ့ကဟာဟောတာဒေဝတဟမြို့ယူပဲဟဲ့အလူအမလီအငမမလားအေးရောက်လာပြီကဲငါပြန်တော့မယ်ဟာဗတ်တိလေမများကြီးလားမမြန်ဆိုမင်းစကားနဲ့မင်းပဲဩဟုတ်ပါပဲလက်ညှိုးထိုးပြလို့မပြတော့လို့ဆိုခဲ့ပြီတကူအေးလေလမ်းမသိလို့တဲ့ဒေဝတဟမြို့ရိုးရောက်ရင်လည်းညှိုးထိုးပြပြန်တော့တယ်မင်းပြောတဲ့စကားဒါပြီးပြန်တော့မယ်ပေါ့အေးလေပြန်မယ်လေကဲပြန်ရင်ပြန်တော့အေးကဲအောင်ပြမစီကွာသွားပြီဟုတ်ကဲ့ကောင်းပါပြီကောနင်းနေနေလေပေါ့လေတခုတော့သတိပေးလိုက်ဦးမလေးဘာလဲတော့ကြမောင်ကလူဟာမင်းကမပြောလို့ဒီလိုရှိနေမှာဆိုလို့ဘာလဲကွာလာကြတော့2ယောက်ပဲဟုတ်တယ်လေကိုပြန်တော့ဘိုးဘိုး1ယောက်ပဲအေးလေသတိထားလေနော်ကျွန်တော်ကားလူဓာကြီးဆိုတာကတော့ဒေဝရဟာပြီးကသိကြမယ်မဟုတ်ဘူးဟုတ်တယ်ဘကဘိုးဘိုးကြီးဆိုတာဒေဝရဟာပြီးသားမို့လားဟုတ်ကဘို့အဲ့ဒီတော့ထင်းငွေကနောက်ဆုံးကုန်းပြောလိုက်မယ်ကြွယ်ကြောင်သားနွားကြောင်သားကအစဘိုးတော့သိကြမှာပဲအသိတာပေါ့အဲ့တော့မတော်တော့ပြန်ရင်လမ်းများတွေ့နေဟာဟိုကဘသူလဲကွာဟာဘကဘိုးကြီးသိပေတော့ကွာဆိုဝိုင်းပတ်ကြရင်ဒုက္ခပဲခင်ဗျားတော့ကိုင်းဒီနမကွာခက်လိုက်တာသွားရခက်လာရခက်ကြီးမင်းမပြောဘဲနေတော်သေးရဲ့ငါမင်းသတိပေးလို့ဖြစ်နေခုမှဘယ်နဲ့လို့ပြန်မလဲကွာတော်ခွက်ကြတယ်ကွာအလင်းဟိုဘာလို့ဖြစ်တော့ဖြစ်မှာမဟုတ်ဘူးဖြီးလို့ရှင်လဲသိတော့သက်သာမယ်တော့မဟုတ်ဘူးအကတော်ပါတော့ဆက်ပြောမနေပါနဲ့ပြန်လို့ပြန်မတော့ပါဘူးအကြီးလုံးဆက်မှာဘူးမင်းကသိစကားတိုက်တိုက်ပလိပစာသိများတာပဲရောက်လာတဲ့ဒီလိုလိုက်ခဲ့ပါဘူးဗျာကဲအထဲညိုရဝင်အောင်ကဲငါလည်းမပြန်ဝင်တော့ဘူးမင်းနဲ့ပဲငါကတ်လိုက်ရမယ်ဘဝဖြစ်နေပြီကောင်းပါပြီဘဝစကားလည်းနားထောင်ပါပြီတခုတော့ရှိတယ်ငါပြောပြရစီဦးဘယ်နဲ့လဲမင်းကစကားပြောရင်ဘာပဲဖြစ်သူမြပေါ်လက်တလုံးတင်စကားပြောခြင်းနဲ့မင်းကအဲ့ဒီတော့စကားပြောတာတော့ကြည့်ပြောပါကွာစိတ်ချပါပြည့်ရှိပါစေအေးလူအောက်ကျလို့လူမပိပါဘူးကွာဟုတ်ကဲ့ဒီတော့သူမြရွာမှာကြက်မတဲ့ကိုရွာမှာကြက်ဖတဲ့ဒါဘိုးမှားနေပြီကျွန်တော်ယူဆတာသူများရွာမှာကြက်ဖကိုရွာမှာကြက်မဟုတ်လုတ်လိုက်ပြီကွာကြီးပါလို့ပြောတယ်ဆရာလေးခေါ်အောင်မယ်ယောတော်ရစိုးရင်တကောမင်းတို့မရှိကြလားတော်ရစိုးရင်တကောမင်းတို့မရှိကြလားဘုံမှုရိုးတကားပြင်ကလူသံကြားတယ်ဗျဟုတ်တယ်ဗျို့ကျုပ်လှမ်းမေးဦးမယ်ဟာကောင်းပါဗျာဟဲ့တကားပြင်ကဘလူလဲဟဲ့ကျုပ်တို့ပါလေကျုပ်တို့ပါကလဲကွာကပ်ပီလာကဘိုးဆက်ဆံဟဲ့ကပ်ပီလာကငါမကနေခေါင်းပြုတ်သွားမယ်အသက်သေးသွားမယ်ဆောက်ကျုံနဲ့ဒီမပြတ်ဆောင်ပါနဲ့ခင်ဗျားလည်းပြန်ရအောင်ကွာကဲဒီမဲ့စာတကားချထိုးပြခဲ့ကြာကြပါဦးတကယ်ရှင်ဝင်းရစာကြီးများတကားချထိုးရမယ်ဟုတ်လေကိုကျိုးနဲ့မှာပေါ့ရမလေးထွက်လာကြည့်အိုးကပ်ပီလာကဘေးမဲ့တန်တွေတန်ရာရှိတွေလေတန်နေဆိုတော့ရန်တန်လားမိတ်တန်လားဟဲ့အမိတ်တန်ဗောမိတ်တန်ဘုံမှုယောမိတ်တန်ဆိုပါလားဗျဘယ်နဲ့လုံးထွက်အတွေ့ခံအောင်မကောင်းမယ်ဒီလိုဆိုအတွေ့ခံအောင်မကောင်းဘူးဘယ်ရက်ဆောက်နေတာဟုတ်ပြီဗျာသွား
ဘယ်နဲ့ဘာလို့ တကဘူးလေ တကမောလား ဟုတ်တယ်ဟုတ်တယ် ဘာကိစ္စ မိတ်တန်ကတွေ့ကျင်တယ်ဆိုလို့ထွက်လာခဲ့ရ အမိတ်သားကတွေ့ကျင်နေဆိုလို့ထွက်တွေ့တာ ဟုတ်တာဗော တော်ကြပြီကွာမင်းတိုင်းကြေကြပြီအဖြူမဲအဖြူမသေးခွဲသေးဘူးဇွတ်တကယ်အယံကာရောဘာမသိညာမသိတကားဖွင့်ပေးလို့မတော်လို့မိတ်သားမဟုတ်ဖဲနဲ့ရန်သားဖြစ်နေနိုင်ငံကြီးဒုက္ခမရောက်ပြီဘူးလားသိ အမလေးလုံးလိုက်ပြန်ပြီ သိပါနေပါပြည့်ပြည့်ရှိပါစေ အမေအင်းခဏမြန်လက်တွက်နေပြန်မလိမ့်မယ်ကွာဒုက္ခ သူကတွေ့ကျင်တယ်ဆိုလို့လဲထွက်တွေ့ရသေးရဲ့အခုတော့ထောင်းလိုက်တာစောင့်တာက2ယောက်စောင့်တာတယောက်တည်းတော့ထောင်းမခံနိုင်ဘူးတကယ်မှုကောင်းမယ်ပြောတယ်မှု ရော လာဦးမြလာနေမဦး ဘာများပါလိမ့်များ ဘာလို့လဲတခြားမဟုတ်ဘူးဗျဟိုကပ်ပြီးလာကမိတ်တန်နေဗျ မိတ်သား အတန်စကားပြောချိန်နေတဲ့ပုဂ္ဂိုလ်ဟုတ်လားပြောတဲ့မဟုတ်သေးဘူးဟဲ့တဲ့နောက်တစ်ယောက်တွေ့ကျင်မှသေးတယ်တဲ့ခင်ဗျားကိုစောင့်နေသွားလိုက်စမ်းအပြောဆိုရင်ကျေးတယ်ထင်တယ်မျိုး သိကောင်းမိတ်ဆက်ရှင်နှပြတော့မမျိုး သွားဗျာလာကမပြောဘာလို့ဟဲ့တကမိုးလေတကမိုးဟုတ်ကဲ့ကိစ္စမိတ်သားကတွေ့ကျင်တယ်ဆိုလို့ထွက်တွေ့ရတာပေါ့ဗျာမိတ်သားကတွေ့ကျင်တယ်ဆိုလို့လာတွေ့လာပြန်ပြီတယောက်မတောင်းအပ်တဲ့ယာရုဆိုတာမင်းတို့သိဟမ်ဆန်တော်ရှင်ယာရုဆိုတာမတောင်းအပ်ဘူးဘယင်းကယုံကြည်မှပေးတယ်ယာရုမျိုးဆန်တော်ရှင်မတောင်းမတော်လို့ဆက်ဖြတ်ပြီးနားရလောက်ကြလိုက်ပဲနေလုံးလဲအသက်သေးသွားမှာပေါ့ဇလောကဲဆိုတာကလည်းပဲဒါတောင်းအပ်တဲ့ယာရုမဟုတ်ဘူးမှန်ပါဘယင်းကအင်မတန်စိတ်ချအယုံကြည်တော်မူမှသာလင်ရတဲ့ယာရုမှန်ပါတော်လို့ဇလောဝဲတဲ့အစိတ်ခေါက်ထက်သတ်လိုက်မယ်ဆိုရင်ဖြင့်ဒုက္ခမရောက်ဘူးလားသူ့လက်ထဲအသက်ရှိတာဟုတ်အခုတကားစောင့်နေတယ်ဆိုတော့တကားပေါက်ဆိုတာအဝင်အင်မတန်ရေးကြည့်အင်းစီဝါရေးနဲ့ကြည့်လူမျိုးရေးနဲ့ကြည့်စီရေးစီရနဲ့ကြည့်တိုင်းရေးပြည်နဲ့ကြည့်အင်မတန်သတိထားရတယ်အပေါင်းအချောက်ချပါဗျာအင်မတန်ယုံကြည်လို့ပေးထားတာဟုတ်တယ်ယုံကြည်လို့ပေးထားတယ်မင်းတို့တို့ရဲ့ကြည်သားခုမိတ်သားဆိုရင်အရန်ထွက်တွေ့တော့မတော်လို့ရန်သူတွေဖြစ်နေတော့အကုန်လုံးကိုကြုံမနေပြီသိသွားလုံးလိုက်ပြန်ပြီ စာနေပါပြောပြရှိပါစီပဲ ဘာလို့လဲအလံရခေါ်ရတာခင်ဗျာ ဖြစ်မှာဖြစ်ရလေဒါသခိုးတယ်ဝင်နှိပါပြီတဲ့ တတိတလုံးကတခြားနေပေါ့ဗျာ2ယောက်မြကံပေါ့ဒါလည်းနေပါဦးဗျာတခုကြွလာတာတပါးကြီးပဲလားဘယ်ကပ်ပြီလားလဲဆိုတော့ဘယ်တယောက်ထဲလာလိမ့်မယ်ဟိုမှာဘကဘိုးကြီးပါသေးပါတယ်တွေ့ပြန်ညီပါဗျာ တွေ့ပြီပါဗျာတွေ့ပြီပါဗျာ ဟောကြီး လေးနိုင်တာကွယ်မင်းကလည်း အဲ့လေဗျာခင်ဗျာပိုင်နေခင်ဗျာစောစောကလာဖို့ကောင်းနေ အေးလေ ခင်ဗျာအဲ့လေကျွတ်တော့ကထောင်းခံရပြီဗျာ လူငယ်ကွာ လူငယ်ရင်ပြူကျွတ်တော့ထောင်းခံရတော့ခင်ဗျာကိုလက်ဆက်ရှင်ပဲလာခဲ့မောင်ကလူကြည့်နေရသလားကွာမင်း ဘာလဲပေါ့အလေကျွေးတာမွေးတာလေးတွေစားလိုက်ပါဦး ဘယ်ကကျွေးရမှာလဲကွာမင်းလုံးလိုက်မှပြင်ဒီလိုကြီးပဲမင်းရှို့တယ်မိရငါလာလောင်နေဟေးမမထားမလေးမစားဘာလဲမင်းတို့နဲ့စကားဖက်ပြီးတော့ပြောနေလို့ရှိရင်အလကားသက်သက်ရှီဖျားနေလိမ့်ကြားလားမမကပ်ပီလာတပြေးဆိုင်စေတမန်အရာထားသလိုရှောင်ရှားကဘာမှမဟုတ်ပါဘူးကာလုကစားနီမောင်တဲ့ကာလုဇာနီမောင်ကအတွင်းဆောင်စက်မှုနှောင်းစီတို့ရတော်ခင်တော်ဝင်ဘောင်းကိုလာရှောင်မဖယ်အောင်ွယ်ကန်းကိုလာဘာဖွယ်ဝင်မယ်မမဖေဟေးဘုံမူလေးလားမမဖေငါတို့တရားထူးတယ်ဟေးမမကြောင်းတင်ထူးဆိုဟောကပ်ပြီလားဟေးငါကပ်ပြီလားပြန်မထင်ငါကပ်ပြီလားလေမမရောပြင်းတယ်ဘာဖြစ်လို့မမကပ်ပြီလားဒီကောင်ကြီးသိတော့ပဲပြန်ထူးကပ်ပြီလားဆိုတဲ့စကားကိုတော့မကြားလို့ဘူးဟာမမဖေအားလည်းမလားလားအကဘိုးကြီးနဲ့ကွာတာယာရှင်ရရှေ့တော့သာသားရုပ်တွေကြောင်းပါဗျာအကဘူးကြီးရမမဒီပေါ်ရခါရခါမမတွေ့ရညနေတွေ့မမအကဘူးကြီးဖေးခမရဒီကြကြီးလာနေဟိုရမှန်လားပါဗျာကျွန်တော်မျိုးလူတော့မနာဝင်ပါဗျာဟိုကကာလူဓာကြီးအမတ်ကမေးတော်မူပါတော့ပါဗျာ
ကြာရင်မှလည်းလားဟဲ့ မှန်ပါဗျာ ဟုတ်ပဲငယ်ငယ်လိုရှိပါသေးလားဟဲ့နောင်တော်ဖရာကအသက်ငယ်ပြီမဲ့ပညာကျွယ်ဝတ်လာလူထန်တယ်လည်းအားထားလိုက်ပဲဘာလို့တရားထုခဲ့မောင်ကြီး မှန်ပါဗျာရှိနောင်တော်ဖြစ်သောမဟာသုဒ္ဓနာမိရယာကြီးကမြစ်တာဘုံလောတရမှာဆိုရကျွန်တော်မျိုးဒီအရှိဘွားရွှေစက်တော့အခါစားရောက်ရရုပ်ဖြစ်ပါဗျာ မြစ်တော်ဘုရားဆိုပဲမင်းကြီးများမှန်ပါဗျာဟုတ်ပဲဒါလည်းလက်ခံလိုက်ပြီလေမှန်ပါဗျာဘုရားချိန်တော့ကိုတော်ဒီနောင်တော်ဖရာကမပြည့်ပြည့်တဲ့စကားမိတ်ကြတော်မူဘူးလေမှန်ပါအဲ့ဒါစိတ်ထဲမညက်ပါပဲနဲ့မြစ်တာဆက်တာပဲမင်းကြီးဒါတည်းပါဗျာဟေးဘာလို့တိုင်းငါရ မှန်ပါဗျာ မြစ်တာတွန်းတော်ကိုတော်စင်တော်ကြားလို့လည်းပြောကြည့်ဟေး မှန်ပါသိခါတော့ဗျာ ဘာလဲပေါ့ ကျွန်တော်မြေတာဘုံမှာဖကြမယ်ဆိုတော့လူမင်းငယ်တော့တောင်ကြီးကစမတမထေဝါဒပါဗျာတို့ဒီမှာတော်လည်းပဲဒီမြေတာဘုံလာပြီးအရှိနောင်တော်ဖြစ်သောမဟာသုဒ္ဓနာကိုစားပြုထားတဲ့ဘုံတော်ဖြစ်ပါဗျာဒါကြောင့်အရှင်မြတ်ဤသက်ကြပါလိယငွေတော်များသည်ကြီးစင်နေတဲ့အယုံသေးပေးရလို့ကြီးဤစကားအမေကယခုလိုပလီတက်တာအမြင့်မြတ်ကနေပြီးတော့နာကြမယ်ဆိုရင်မလျောက်ပါမသိတော်တဲ့အတွက်ကြောင့်မလာပါနေရဆင့်ပြီးတော့ရွှေနာပွင့်ပါပါရင်သိတော်ပါလိမ့်ဗျာ တော်သားပဲဗျာ မင်းကစကားကြောင်မရှိသေးလားမင်းကရှင်းနေပြီးတဲ့ကိစ္စ ဟုတ်ပြီသားမင်းကြီးများအောင်ပါဗျာပြေးတာကိုတော်တို့တာကင်းမင်းမျိုးတွေဟာကျင်းစင်တယ်လားယူသည်တိုက်တယ်မင်းကြီးမှန်ပါဗျာဟေးနောက်ကလူရ မှန်ပါဗျာမှန်ပါဗျာ ကိုတော်သတိမလျော့သွားတော့ကွာ ဖြစ်တာပါဗျာဖြစ်တာပါဗျာ ကဲရွှေတော်ကြားလို့ကွာတယောက်တည်းဟေး မောင်ကျွန်တော်မျိုးမရထားသွင်းပြတော့ပါဗျာ ကောင်းပြီကွာပညာရှိပြီးသားပြီကွာ လောက်ပြပြီလောက်ပြပြီ ဘာနေကမှာဘိုးရဝက်ကိုတိုင်းကိုရှင်မရင်ဆိုတာကိုကအယောင်တင်မှဖြစ်တာ ဟုတ်ပါပြီတင့်ရုံလို့ပါမင်းကဟန်တလုံးပန်တလုံးကတိတ်လုံးလုံးလို့ပြောနေတာမင်း ဘုံတော်တရားကြီးမြတ်တော်မူလာသောမဟာနာဂိန်ကစားသိမ့်နဲ့အယိနမစัจ जा ရွှေလောင်မြင်းမြောင်အသဇာနေရတို့ဤသခင်ဘယင်မြတ်သမုဏဖြစ်တော်မူသောရာဇူမဂိတ်တောင်းတိုက်ဒီပါမောင်တလာဝေနံပနာဆက်သွန်းလေအမင်းမင်းတို့ဤဥညွရာစัจ जा မနာဝေကျုံရကလှိပါဝေဆိုလာသောတကောတေဇာဘုံအာနာနှင့်ယရနာသားကောင်းအလောက်သူမြတ်ဤခမီးတော်သခင်ဘယင်တဆုဖြစ်တော်မူလျက်စိုက်ထူညီညီသမိန်ချီဝေတိုင်ကြီးကပိလရာဇာမဟာသုဒ္ဓရဏမြင့်မြတ်ကမပြတ်သောမြတ်တော်စကားဖြင့်ကြားရောက်တော်မူလိုက်သည်ဒေဝဟာတိုက်ကြီးအရှင်နွယ်စဉ်သာကြီးထာလီစံပြောကြာနှုတ်ကြော်လျက်ရောက်ဖတော်ဖြစ်သောသုဗ္ဗဗုဒ္ဓမင်းညီရင်ထင်သွားယမုန်နာနဲ့ခင်ငါသားထွေးနှစ်ဖြာသောရေတို့စီထွေးချာနာမကွဲပြပဲရှိလျက်လောက်စီလျက်တပေါင်းဒီဖြစ်စေခြင်းငါ၎င်းအသံပိနာခတ္တယစင်လာနွယ်သားခီစစ်အမှန်ဖြစ်ကြ၍မျိုးမီနှုတ်မထူမထွေးမုံမြတ်ကြပေသောကြောင့်ဇဘူးရီရွှေသိန်းကြီးရွှေဟုနှစ်ထွေနှစ်ပါးရွှေနှစ်ပြောင်းတကားရီဖြစ်စေခြင်းငါ၎င်းအကြောင်းမဲ့လျောကြံတော်မူရင်ဖြစ်သည့်အညီအကြည်သာဘုံအာနာနှင့်စัจ जा စီနှင်းလျောက်ပေါချင်းကြောင့်မန္တမင်းကောင်းအလောင်းပိတ်တကူမှာသားတော်မြတ်ဣရနာသည်ထူးမြတ်သောကညာနှင့်မင်္ဂလာအရာရဲ့ရွှေလက်တော်ထပ်ပြီးလျင်နှင်းအပ်ထီနာဝိမြန်လွယ်ကူစံပေတော်မူစေခြင်း၍ရောက်ဖတော်ဤစံတော်သိငါသမီးမြောက်ယရနာသည်ငါးပြာသောလက္ခဏာနှင့်ပြည်စုံစွာရှိကြောင်းတည်ငောင်းကြားသိရ၍စัจ जा မိဘုရားလက်ရဓာဒေဝီမဟေသီဘွဲ့ကမြောက်စားရသင်လျောအခွင့်တော်ပြောပြီးလင်ယသောဒရာသမီးတော်ယရနာကိုကောင်းမွန်စွာနှင့်အရွှေလက်တော်ထဆဲခြင်း၏အကြောင်းကောင်းမွန်စွာစေအပ်၍တမန်တော်လွတ်အပ်ပါသည်သုဗ္ဗဗုဒ္ဓမြည်ရတွင်ခေါ်ရောက်ဖရောမလေးမဆာငါမင်းများစကားဖန်ပြီးမိကိုစစ်ဆက်ရမ်းနှင့်ပဲ့၍အမျက်မပြေအမမယာကကလျာကြောင့်ရွာပွေရွာဆွေမောဟွန်ထိချိုးကတုံလုံးမှာအလွန်မောက်ငါရဲဘွယ်ရာဖြင့်စက်ကြမြတ်သောမန္တသောလေကျွန်းချင်းတော်လောင်းမီလို့အပြောမောက်ကြွားဒီစကားများဖြင့်ရကားဥမီစိတ်ထဲကကြည်ကြသေးကြလားမင်းတို့စိတ်ထဲကကြည်ကြသေးလားကွာတလီအထက်မင်းမာယာကိုဝါညာဖဲ့၍နှစ်တဲ့ယုံစားအထင်မှား၍ထိန်များမိကြီးအသက်ပင်ဆုံးလို့ငါယုံကြည်တန်ကြီးဒီပါပါဗျာမနေထမှ
အခုတမုံကြာပြင်းလျံလက်နှံရွှေလောကြီးဝင်းပါတဲ့မင်းရတော်တွေးခေါ်ဆောင်ရင်စက်ကြမိဤညာရင်မိဗျာမြောက်လိုဟန်နဲ့ဝါညာနေကြောလိုက်တာစကားအမှုကြားသူကချက်လိုက်သေးကြီးပက်လက်ပြောင်းစီတော့ဒီညာနဲ့မရကြဘူးထသွားကြအများမောင်မင်းတို့ပြောင်းပြီတော့တန်တမန်မှုရာစုမင်းတန်ကလွတ်လိုက်မယ်ယွင်ချို့တို့စီမောင်မင်းတို့အရှင်ကတကယ်ရင်စီတော်လဲလာရဲပြီမောင်ကန်တို့ရဟေးဖြစ်ဘူးပြန်ပြန်လို့ဘာနဲ့ပြန်လဲဘူးတဲ့ကနေနွယ်ရှက်စပွဲပြက်ပြေသောကနေနွယ်ရှက်စပွဲပြက်ပြေသောနှစ်သိန်းမကြောက်တခိန်မြောက်ပြီးချိန်ကြောက်တော့မပြောလိုက်ပါဘူးအားရပြောတာမောဟကာမဂုဏ်အညီမြင်လို့ရင်အောင်တာပဲအညီမြင်လို့ရင်အောင်တာပဲအမိုက်ကုန်ရှိခွဲရှိအောင်ပါတော့ပြင်လိုက်တာလေကွာမင်းမင်းအညီမင်းလို့ရေအောင်တာပဲပုံပမေရငကိုတရားမဆိုညမင်းရင်ထိုစကားမတီမာကြောင့်မေးမြန်းဆင်ရင်ဤကဲ့သို့တင်းယုံကလေးနဲ့ဘယင်စိတ်ထွက်တော်ပါတို့တကယ်ကြည်ပြီးဘယ်နည်းကြောင့်မြက်ကြပါလိမ့်မြက်တယ်ကိုမြက်တယ်ကွာရှက်ွယ်လိလောင်းတော်သခင်များတော့လာလာမထိလိုက်ဘူးကြီးပြကောက်ဌာနာဒီအမတ်တမန်တော်ဘာနော်ပြတ်သက်ဆောင်ဟေပိန်ပါခေတကြိမ်တစ်ခါနဲ့ထဲမထဲဖွဲ့တော့ကပရမများမို့လို့ချီမနေစားပါနဲ့စကားတစ်ခုနေသာမနေစားပါလေကြိုက်ရင်ဒီမကြိုက်ရင်ပြတော့ဒီသာဘယ်နဲ့လုပ်ကြုံတင်တာလဲကွာဟဲ့တိုးရုပ်ရင်ထပ်ပြန်ပေါ့မမလေးမဟဲ့ကာလူတာဟယာအမရစော်ကားပြီလာကလားဒါသာမောင်မင်းဖြစ်တော်မေမန်တော့လည်းသိခိုင်းအောင်ပေါ့ကြောဟေးဒီမဲ့ရထားပေ၍တဆွေဝတန်သေးကမူပြေဝသည်ထုံစွမ်းနှလုံးဖြင့်မြဲသုံးပြီးခုလုံးလုံးဆင်းပြရလားဟေးဒီမဲ့မောင်မင်းတို့တိတ်တက်ဘာတွေတက်လို့တိတ်တက်ကြော်တဲ့ခေါ်တဲ့ကွာဟင်ဘာတွေနဲ့တက်နေလို့တိတ်တက်ထားလို့ခေါ်တယ်လို့ပြောလိုက်ပါဘွားကလေးကလိန်လီမြောက်စားပုံနာများတို့ဖယားဖြစ်ပြီးတလီအကြောင်းစက်ကြလောင်းအပေါင်းနှိတော့မြောက်ဝေဟောသည်ကိုသဘော၌အထင်းစိတ်ကြီးဝင်ပြီးမသိအတတ်ဆရာမြတ်မကမခိုးအလိုလိုပင်နေကိုရက်ပြောက်ကြီးရွယ်ရောက်သည့်တောပေါက်ပန်းနဲ့ရနပြေဆင်းဝဲရောက်တာပါဗျာဟေးငါသမီးသိင်္ဂါမင်းပိန်ပါနဲ့ပမာဖြစ်အားကိုကားထတော့ထင်ရှားလှစွာအိုင်ကုန်းတလာဝဲဒုံမာမှုံဝစုံစွာညွတ်မချွမလို့ပေါက်စမြဲတယ်ကွာပေဖွဲပေါက်ရလက်တင်ညံ့မိဟင်းရအလိုမိုးနှတို့တို့မဆိုစတော့ကုန်းတလာအိုင်နဲ့မဆိုင်ရမပေါက်တဲ့ခဲလို့မဟဲ့ရောက်ကညာသမီးတော်ကုန်းတလာအိုင်မဆိုင်ပြီးဟင်းညမှုတို့ကလွန်ကျူးအောင်မစော်ကားလာနဲ့ကျွေဓာစာအကုန်ဖြစ်ပြီးအတောင့်အတင်းသန်းကုန်ကြတော့ဘယ်ကိုမျောရှုဘယ်ပြည်သားများနဲ့မြေပေါ်လို့ခုကြတာလဲကာလုတ်ကရရအောင်နဲ့စီမြောင်ငါးစီအာမောင်ကြီးတဲ့လူကိုရီးရလာထင်ကြတော့မမှားလိုက်ကြတယ်ယောက်ျားကောင်တတ်တိဒီပွဲတွင်သိရအောင်မြေနှန်းကြီးစမခွင်ခုတင်နေရေပေါင်းလှရနဲ့အောင်တတောင်ဝန်းဒီအခါပြလိုက်မယ်ယောက်ျားသူ့ပေါင်းတစ်ထောင်ခါဒီလမ်းမှာမောင်ကလူရဲ့တိခံစားမှာဟာအောင်ဒုက္ခဟေးကာလူဒါသင်းထောင်းတွင်းမောင်းကတထောင်းကာလူဒါသင်းထောင်းတွင်းမောင်းကတထောင်းတလင်းကောင်းတာမို့အရင်လိုချောတယ်မင်းကြီးမြသူ့ပြောဖို့လိုက်ကြစမ်းပါအားကောင်းတယ်ကွာမိချိုးမို့ရောနဲ့အရှင်းမဆိုးပါနဲ့ဟေးဆိုးတယ်ကွာအရှင်းမဆိုးပါနဲ့ဆိုးတယ်ဟေးနဝင်ချိုချိုလေးနဲ့မိတ်ဟာသားမှာနှိပ်လာတဲ့ခရင်သောပလင်ဘောကဆက်တာများရင်ကျွန်တော်မျိုးလက်ထဏဆောက်ခြင်းသေးရောက်လာတဲ့ကာလူကိုပါဒူးလို့တောင်းခေါ်လိုက်ကြအောင်ပါဒူးလို့ခေါ်လိုက်ကြအောင်မလျော်တာအကြောင်းတော့မပြောကြပါနဲ့သမက်သားရနာနဲ့နှကန်ဆက်ရအောင်မန်တတ်တခင်ထီးလေပြောဖို့သမီးမဲတော်သာထက်လိုက်ပါလေကြာရင်ရှင်ဝင်းနေလေမင်းကလည်းမရောက်ညံပါဘူးဆိုချိန်သာချိန်မှလုံနေဒုက္ခကာလူဓာကြီးအမပညာလည်းရှိပါပြီတဲ့လူပင်ငယ်ပေမဲ့ပညာကျွယ်ဝပါပြီတဲ့တွက်လက်ချက်ချပါပြီတဲ့ပြောလဲပြောတတ်ပြတတ်တိလက်ကောင်းဆင်းမြောင်ငါးစီအမှန်ကြီးခီးပြီးရောက်တဲ့ယောက်ျားပဲဟမ်အေးသို့တော်လဲကွာဟေးဒီမဲ့ဟေးနောက်ဆုံးမိတ်စကားအမိန့်တော်ထားလိုက်နဲ့ခုသွား၍အလင်းမင်းတော့တော်ဆုံးမဆိုင်မဲ့ဟုတ်တိုက်တင်လိုက်ကြဟေးဒီမဲ့အသွင်မတူအိမ်သူမဖြစ်တယ်ကွာအသွင်တူမအိမ်သူဖြစ်တာစနစ်ပုံထားရှင်းစကားအလိုသူသားတိတ်တတ်ဘာတွေတက်လို့တိတ်တတ်တွေးကြော်သူ့မိခေါ်ပါလေခေါ်လိုက်ပါရသောနေများသူဤသားလာမြမတန်းကြောက်ရှိကဒရမ်ဖြော်ပြီးဓာတ်တော်ကြံတယ်လို့
ဝေပါ၍မထောက်ကမင်းနန္ဒာကုံကလာဒုံမာသာပေါ့ရမပေါ့ဘုကလောက်ဘူးကစွန်းဟင်းရတည်ညနဲ့ပန့်တကူနဲ့မတူမတာအမိမဲ့သားပညာချို့တဲ့လို့ဘုံသားနဲ့ ဒီဆိုရမယ်အရှင်ဘုံနဲ့တော့သုံးလာပြီချင်းနဲ့ အမိမဲ့သားပညာချို့တဲ့လို့ဘုံသားနဲ့ထိမ့်ရမယ်မကြပါဘူးထိမ့်ရမယ်မကြဘူးပါအာနဝနတိသမုတ်ပြင်ရမုံအောက်ယုံထောင်းလို့မိတဲ့ပြင်ရကပတိတိလာနဲ့နေကွယ်ကပစီတော့ရနိုင်ဖို့ရှိပါဘူးမင်းသီရိတုတ်တော်ထံခုအမြောင်ပြန်ငါကြရအောင်နာမကထွဲကာလူ ကဲပြန်စို့ မလေးရှာလာကြီးလေဟမ်ရှက်တယ်ဘူရာကျွန်တော်မလိုက်တော့ဘူးဘောပြန်တော့ ဟာဘယ်ဒီလိုဖြစ်မလဲကွာ မျက်နှာမရချီကြောက်ကြတယ်လို့ပြောကြတယ်စကားပုံလိုပဲဗမာပြုတ်လိုက်ရင်ဖြုံကားလို့ကျုံနေပြီကိုဘိုးဝဲဟုတ်တယ် ရွှေဘုံဌာနမပြတ်စည်းတဲ့ကပ်ပြီးလာပြန်ရဖို့အတွက်လောက်တော့သခင်ကျုပ်ရှစ်တီအောင်ခတ်လိုက်ပါပြီရှက်လိုက်လေချင်းတဘောယုံမနောပုတ်တဲ့သုတ်ပါမင်းကအဖင်ရာဆန်းလူပေါပန်းထောက်လှမ်းပညာဘာတရားမှမတတ်ပါပမာပုတ်ထားပညာချော့တဲ့နှုတ်ဘုံစားလူတဏ္ဍမညာကျုပ်ရှင်အချက်ခွာလိုက်တာဘူရာဘယ်ခရောက်နာလို့နာစရာပေါ့ကွာနာစရာဘယ်ဟာမှမကြောက်မင်းသုတ်ပါစောင်းနေတဲ့ဒီပြေတောင်တော့ပြနိုင်တယ်ဒီပြေတောင်တော့ပြနိုင်ရဲ့ထောက်เสียမျက်နှာဆွဲတော်စီမျိုးတော်ဇက်ပါလားလို့ဒီတစ်ချက်ညာလိုက်ရပြန်မှာဘုံကတ္တမလားပြေမရအတင်းခံလို့ကြောက်ရင်တော့ဓာတ်တင်တွက်လို့ဘိုးရပါလူမလားသက်သာဆုံးတယ်လေကျွန်တော်တို့အပေါ်မှာပတ်ပြလိုက်နန်းကြောင်ပြင်ပွဲစင်သွားပါစီဘုရားမလေးထုတ်ထိထားတဲ့လောင်မင်းသားတိဘာပုတ်ခမဟုတ်မှတွေ့ပြောလိုက်တော့မလေးမခံရရှိလာကြီးလေးတော့တော်မလေးပွားကြီးဘူးဒီခံစားမှာကွာဒီခံစားမှာဟာပုတ်ခလာထုတ်လိုက်ပါတော့ရောင်သူဘာမမှုခဲ့ပါဘူးကာလူအဘိကျော်ဘာပဲတော့ချေမောအေးဗျတဆေးပမာချေမောကထာကလေးတတ်တော်လေကအမေမကြောက်ဖောက်ခါခွာလိုက်ချင်ရမဟွဲလာလို့ခါရလေပါလူမလေးတော့လှလိုက်စမ်းမဟွဲလာလို့ခါရလေ
စမုတ်ကြွမင်းတုတ်ပါဖြစ်နှုတ်စွာတကတန်းမထောက်မထားတယောက်သားမောက်ကြွလို့ထံမင်းပြန်ပါစို့ကာလူရဲ့သူသမီးကညာမဆက်ထားနဲ့ဘာအတွက်မှုရမလဲကွာဟေးသူနှုတ်တော့ကိုရင်မဲသူရွှင်တော့ကိုလမ်းမယ်သူကြမ်းတော့ကိုမာမယ်ပေါ့မလို့တာကမစုံမဲ့ပါဘူးဂုံတက်တဲ့မင်းတုတ်ပါရဲ့အတွင်းစမုတ်ကြွရက်တီမနေပဲကပ်ပြီးပြေနှစ်ယောက်သွားလို့မောက်ကြွကသမီးမှန်တက်လာကြည်ရန်စနဲ့နှစ်ပြေးကြော်ကြလာလာကွယ်ရွှင်တော်ကြားတော်ဦးတင်မဟဲ့ပါဖေယာဘယ်နဲ့ကာလူဓာကြီးအမတ်ကသာမေးတော်မူပါတော့ပါဖေယာအလိုမောင်ကာလူဘယ်လိုမဝေးရစီနဲ့တော့မကောင်းပါလားဟဲ့အကျိုးတော့ဆောင်းအောင်မဲလားဟဲ့လျောက်ပါမိတဲ့ခေကပ်ပြီးကြောင်စိုးစံမြန်းနဲ့ရွှေနှောင်းရှင်ချက်တီးပဲသီးဆိုင်တွင်ခွင်းမိတွင်တော့ရွှဲစင်တနှုံတာပန်ကုန်အတုံးမကြီးဆိုလိုက်ပြီကိုထပ်ပြနာရွာစံပြကျင်းတဲ့မင်းမာယာရဲ့ကြားရှာတော်မူလိမ့်တော့ရဲ့သာဖုံးလူစင်တော်ကိုလားနာမတာနှိမ့်ကညှောစေကိုအမျိုးနှိမ့်ဆက်ထားလား
မေမယာအမေလေးနဲ့လာပြင်းနေကြအရှင်ကျော်ပြီးဩရဆောင်ကျွန်တော်ပြောပြီးတော့ပြုတော်ညာမီလည်းယခုကသဲတဲ့ရေသုံးဖြစ်ရတယ်ကွာမို့အလန်းနာဆိုပြီးတော့ပြောရက်စလီကြီးကွယ်ဒီဟာမညီလာဆုံးကတဲ့ထဲမှာညီလာဆုံးကတဲ့ထဲမှာအရှင်ကွယ်တော်လည်းဝချလို့အရှင်ကွယ်တရားမင်းမရတော့ဘယ်ပညာဘာလွဲတတ်တာတော့မိထားအမိမကြားရတယ်လို့ပြောလိုက်လေအာပြောလိုက်လေအာပြောလိုက်လေအာရှစ်ဆရာကောင်းလိုက်ခမောင်းကျွန်တော်တို့တောင်းထားလိုက်စမ်းပါဗျာရုံကြီးရှိရမယ်ဆိုရင်ခုလေးလေးများများကြီးကျွန်တော်ပြုတ်လိုက်ပါဗျာတိခါတော့ဖြစ်လို့စွာပါလေဖြစ်လို့စွာမင်းတော့ပါဘယ်မောလားမင်းတော့ပါဘယ်မောလားဘယ်မောလားခင်ရတော့သမီးကောင်မောက်လာကြီးရဲ့ခင်ရတော့သမီးကောင်မောက်လာကြီးရဲ့လုံလောက်မကြမြန်ပါဆက်ရှိတောင်းပညာရဲ့ကိုလားဆွေမကြသင်္ကာပါလိုက်ပါတော့ဟမဲခုံအပေးခံရတယ်ဘောမို့အလုံးတော်သခင်ဟောမနောမဲလိုက်ကျွန်တော်ရှက်တော့မဲလိုက်ချင်တော့ဘုရားကြီးဆိုပေစီပေါ့လေကျုပ်ကကြည်သူသူကငဲသူမှန်ပါပဲဆိုသူကကောင်းမလားခံရသူကကောင်းမလားဘောတော့လည်းစဉ်းစားမိပါရဲ့မှန်ပါသူသားသူထေဝကုမာကြောက်တိုင်းခုနှစ်တိုင်းဖောက်ထွန်းနိုင်နေဆိုရဲအများဆုံးတတ်တိကြောင့်ကျုပ်သားပေါ်သူကြွလိုက်တာပဲမှန်ပါဗျာမှန်ပါပဲကျုပ်သားငယ်ပါသေးတယ်မှန်ပါဗျာဒီရွယ်ပညာသင်တတ်တယ်ရွယ်မဟုတ်လားဘုရားကြောင့်ပါဗျာအချိန်ရှိပါသေးဗျာခမတော်ပဲကျုပ်သားပညာသင်ပေးရေပြီးဦးဆောင်ရာဇနီတိတက္ကရာသိရတဲ့ကိုဝိခေါင်တို့ဖုံရောင်ကွန်ဖြိုးကျွန်ုပ်စံပြီးတိုင်းကပ်ပြီးသားကြီးမျိုးတို့ရွေချေရုံနှံလိုက်မဟုတ်တရားသောမှုသာလာမှာကြိုက်ပါဘူးဗျာရိုင်မိုက်တဲ့မောင်တို့ကမင်းပိန်ပါရွှေလောမဆက်ချင်လို့သင်မှန်တက်လို့ကြွတာပဲဒင်းကလည်းသမီးရှင်လောင်ပုတ်တွေမခီးတက်စီမီတွင်းစိတ်မှတ်ပါတော့လေကျုပ်ကမင်းသိတာဖခင်ပါပဲမင်းများမှန်ပါရုပ်ကင်းနဲ့ယူပကာရပြိုင်ဆန်ရှင်ဟုတ်မကြွားပါဝင်းရဲ့ကျုပ်သားတောင်လှပါသေးရဲ့ပို့ပါဖေတခုကတော့ဆိုစရာ78တန်ပညာရမတက်ခင်အလောင်းဥရာကြောင့်ဂုံထူးပရမေတနင်းလေးကြောင့်ဒင်းတခုတော့နာပါရဲ့တို့ရတွင်လဲဆရာကောင်းရဲ့နေသီးနဲအာဒီဖော့ရနာတော့မကြမှီးအောင်စံတီမြင်တီဟာပြန်ဖို့ညီလာကံတပင်ကြွပါလို့လင်တခဏမဟာဂုံအမောတို့ကစားကျင်တော့ဖတ်ကြပါမင်းညာကဟိတော့ကြမှာဘူးမလာပါလောင်းမင်းသားဖေဟာကြည်တော်ဝင်းရောက်လို့ခသားစေပါရဖေဟာဘုရားမကြီးဖေဟာကျုပ်သားတုံပြောတဏှာနေပြီမင်းကြီးရဲ့မလာပါမျက်နှာငယ်ပါဖေဟာတောင်းစဘူးရမတူစအားအမှုချတဲ့တာမန်တကြီးရဲ့မမဖွာလက်ဒီမနေကစရွေမွေးဖာဖုံးမနှလုံးတော်ရွှင်ပြောချမ်းမြေ့မဝေစာစာဒုံရွှေကြံတိတာနဲ့တွေ့တယ်ယနေ့တိုင်အောင်ရှိလေသည်သို့သောတာလဖာရွှေနာ၌ကြားပြန်ရဒေဝတဟမင်းပုပ္ပါဗုဒ္ဓမီကျုပ်သားကြီးဦးကြီးမင်းကအစင်လှဆန်လူပေါက်ပန်းဟုထောက်လန်းပညာမတတ်ပါပဲဆရာမမိပါသာကြီးဟုသားကြီးကိုမူကစွန်ဟင်းရတရင်ညာနဲ့ပန့်တခုတဲ့မောင်ရဲ့မှန်မှန်သူဤသမီးအိုက်ကုံနာနဲ့ပမာမိလို့သားကြီးကိုပြစ်ဖွဲ့သူကဲ့ရဲ့လေသည်နားလိုက်တဲ့ဖြစ်အင်းမောက်မိခင်ခဲ့သူ
နတ်ခွေကသာလှမ်းကျင်တို့နောင်နန်းဆက်သားရွှေလော်ရဲ့ပညာတော်အပီးပြီးကြီးတယ်လို့မောင်မရှိပါနဲ့နန်းတဲ့မှာခုပင်ဆရာနဲ့ဖခင်ကြေးပြီးတော့တိတ်တိတ်ကလေးသိမရစီဦးသားရွှေသိမောင်မငင်းပါနဲ့ရင်းတော့အိုးလူကမောင်ရဲ့သားတော်ပညာသိမယ်မဟုတ်လားမောင်ကားလို့မောင်ပါဗျာမောင်ပါဗျာခိုင်းတော့မရတော့ကိုယ်ရဲ့စိတ်ဆန္ဒမသိဘူးအမေတော်များရှိပြီမောင်ကားမှန်ပါဗျာရွှေစိတ်နှလုံးချိန်ပြီးအောင်မတော့ဖြစ်နေပါပြီတို့တင်းတော်မူပါဦးဗျာပပရာဂီအငင်းငယ်ရှိအမိကုံမူမြတ်ကျေးဇူးဖြင့်မှွေးကြူလာစွာဇနအစီမျှမမီတဲ့ဖပီတာဗျာရသာတော်မောင်ကြီးပညာထူးမြတ်ဆက်စီရမတတ်မူကမင်းယောက်ျားတို့လာလာမှတော့ဖွင့်မလျောဖွင့်ပေါ်မယွင်းအတတ်မှန်မရှိမရှိမတိရင်ကြောင့်အခင်းပြူကဆိုနှုတ်ဖွဲ့ကဲ့အရာကိုပိတာဖလို့ရှင်နာတော်မွေးမနဲ့ဗျာလူတွင်ရုပ်မြမသိလူလို့အမှုရစွဲမှချမ်းသာဖခင်သားထင်ရှားအောင်ပြပါမည်သိပ်ပါလုံးစုံဆက်ရှိဖုံကိုဘဲပုံရှုလို့ဒီယခုမိတ်မှာပြီးလို့ဗျာဘူးကြလားမေးအကုန်တပ်ပြီးသားလေဗျာအမေလေးသားတော်အထာရတပညာတတ်တယ်လားမှန်ပါဗျာဘဂမကြီးဟေးဘာမှမသိမနဲ့သူအကုန်တတ်တယ်မှန်ပါသားအဖာချင်းကြွားတာပြောတယ်နေတော်မူပါဖေနေစားမအောင်သားတော်ရဲ့အထာရတပညာတွေကခမဲတော်ရှူစားတော်မူလို့တာသားတော်ပြနိုင်တယ်လားမှန်ပါဗျာဘာကမကြီးဟဲ့အထာရတပညာတွေလေးအတအခက်ဆုံးမဟုတ်လားအခက်ဆုံးပါဗျာသားတော်ရဲ့မှန်ပါဗျာခမဲတော်လေးအတပြစွမ်းနိုင်မှာမလားမှန်ပါဗျာသုတ်တံဝိနိကိစီကဓမ္မတပေရင်ရာဝင်မောဟုတန်ညွတ်တပ်ပူဒိဋ္ဌုဥဝေလို့ရှိပါတယ်ဗျာစင်တဲ့မြင်းစည်းလေးကြီးပြစ်တင်စစ်ဝေစစ်ထိုးစက်ကြိုးရမ်းနေရမှာမကြမ်းလေးသမားလေးဦးများရှိပါတယ်ဗျာဘာကမကြီးဟဲ့အခဏဝရီတတ္တဝရီဝါလဝရီသရဝရီလေးသမားလေးဦးရှိတစ်သက်လုံးမှတ်ထားမှန်ပါကိုတော်ကြီးကတတ်လို့လားဟုတ်လေသားပြောတာပြောမှန်ပါဗျာစီးစိုက်ထားတော့ငါပြောပြများကိုတစ်ချိန်လေးပြရတော့မြားပြအားလုံးကိုမှန်စီပြီးမှလက်တွင်းတို့မြားပြန်ရောက်တာစက်ကဝီအတက်လို့ခေါ်ပါတယ်ဗျာအမလီငါပြောမင်းနေစီစိုက်ထားတာအဲ့ဒါကိုတစ်လျှောက်တည်းပြစ်ပြီးတော့လက်တွင်းမြားပြန်ရောက်တယ်လားမှန်ပါဗျာဒီကြားရလားပကားအမကြီးဟုတ်ပါမလားမောင်ကာလူရဲ့ဟုတ်ရောဘယ်ကမလဲထားတဲ့တက်သေးတယ်ဒီလုံးကိုပြင်လာကြွားလိုက်လာပြီမှန်ပါဗျာမြားပန်းဆိုင်မြားပြတ်တန်းနဲ့မြားတိုင်းရအောင်ပြစ်ချင်းနေတကွာလျှက်တဲ့ပြက်ကိုအချက်ပေါင်း1000သိန်းပြစ်ချင်းဒီဟူသောအခဏဝီတက်လေတာမင်ညတက်ပါဗျာအမေလေးဒီလျှက်တဲ့ပြက်ကိုမှန်ပါအချက်ပေါင်း1000ပြစ်နိုင်နေလားမှန်ပါမလေးကြားရလားပကားမကြီးဟုတ်ပါမလားမောင်ကားလို့ဘယ်ကမလဲဖိုးဖိုးရဲ့ဓာတ်တဲ့တက်သေးတယ်သူမြတယ်တော့ပို့လိုက်ရမှာပဲမှန်ပါဗျာညင့်အခါဝဲပမာမှန်းပြီးရွှေခရမ်းတိကဲဆိုမကြည့်သောဝိထုစချရမလားမှန်စီပြီးမှသားမီးမွေးမြင်များကိုအလဲကဖောက်ထွင်းအောင်ပြစ်စားနိုင်တဲ့တရဝိအတက်လေတာမင်ညအတက်ပါဗျာအမလေးသားမီးမွေးမြင်လေးကိုမှန်ပါအလဲအောင်ဖောက်ထွင်းအောင်ပြစ်နိုင်တယ်မှန်ပါဗျာအမလေးကြားရလားပကားမကြီးဟုတ်ပါမလားမောင်ကာလူဘိုးနဲ့ဘဲကောင်လေဒီတက်ပေးတယ်မလားဘူးဘာလို့လဲပြောလိုက်ရှင်လေးလားမှန်ပါဗျာခမဲတော်ဗျာစူသားတော်မူလို့လင်းအခဏဝေရီဝါလဝေရီတတ္တဝေရီအမီရှိသောလေးသမားလေးဦးရှေ့တော်မောက်ခေါ်ပြီးလေသားတော်ဘူး4000ကွာမြကနေပြစ်ပါစီဗျာသားတော်ကလက်တွင်းမှာရှိတဲ့မြားစင်းနဲ့ဖယ်ရှားကပြစ်လို့မို့ဆက်နေရတော့မြားပြီးချင်းစရင်ကိုဇရာပုံကိုပန်းနှန်းကုန်ထင်စွာပြပါမယ်နမ်းမကရှူသားတော်မူပါဗျာလေးသမားလေးဦးကဘေးကနေဝိုင်းပြီးတော့ပြစ်မှန်ပါဗျာသားဒီမြားစင်းနဲ့ခံမဲလားမှန်ပါဗျာတန်တော်ပကားမကြီးအမေလေးသူများကပညာမတတ်ဘူးဆိုတာနဲ့ရှက်လို့မြားပြီးခံတယ်မလို့ထင်တယ်မှန်ပါဗျာမှန်ပါဗျာစံနေပါနဲ့ဗျာစံနေပါနဲ့ဗျာကျွန်တော်တို့လေးမူတန်းနေခေါ်လိုက်ပါဗျာဟဲ့လေးမူတန်းနေမှန်ပါဗျာလေးနာတော့ကြပြီးတော့ခါစားမှန်ပါဗျာဟဲ့လေးသမားများဗျာမောင်မင်းတို့လက်ထဲမှာရှိတယ်မြားနဲ့ကိုတော့မှောင်ပြရမှန်ပါမှောင်အောင်ပြစ်ခဲ့လို့ရှိဆုလပကပေးသနာမှန်ပါမှန်အောင်မပြစ်ခဲ့လို့ရှိကြီးတဲ့အပြစ်အပြစ်ခံရမယ်နားရလားပါဗျာဟဲ့လေးသမားများမလေးမှောင်မပြစ်ကြနဲ့မှောင်ပြစ်တဲ့ကောင်သေတန်းกว่าဒုက္ခကြောင့်ပြစ်တာပြစ်မှန်လားပါဗျာပြစ်တာစိတ်ချမခါဘူးကျွန်တော်ရောလဲဆက်ပါလားဗျာလဲတော့ပါဗျာမှန်လားပါဗျာလဲတလူဟိုက်ကြီးအပြလို့၍သိတ်တတ်ထလောင်းခွဲကြွား30ကွာတုမနှုံးတာဖို့
စဘူးလုံးချရတဲ့ကာလို့ယောက်ျားကမြားဆက်ကြဗျာဘာသာမကြီးမှန်ပါဗျာငင်းကြရလားကျုပ်သားမှန်ပါမင်းလေတူသေးရလားကျုပ်သားပညာမတတ်ဘူးဆိုပြောကြတာရင်းနေနာလို့အမေမီခုမှထင်နေတာတဲ့တင်းမြတုံးပြီးရုပ်ပြဲဝဲကျုပ်ခက်တဲ့ဘက်နဲ့ရှိပါလိကြည်လို့မကြီးချီလို့မကုန်းရွှေရင်အောင်ကတုံကရိုက်ထိုင်းကျင်ထားကျင်စိတ်ဟာတွေကကလိုက်ချင်နဲ့ချက်ခွန်းနာရွာစမ်းပြောကျင်းတဲ့မင်းမာယာရဲ့မင်းလာလေအောင်တာပန်ကုန်အတုံးလို့အောင်ပြစ်ဖို့နဲ့ဆောင်ကိုမောင်အကြီးသူ့သမီးနဲ့အကြီးဆက်ခံကျုပ်တဲ့နာမတဟုတ်နှုတ်ဆိုလို့ထုတ်လိုက်ရင်ဘုံတုတ်တီတာလဲစစ်ဆန်ကင်းနတ်တို့တင်တာလင်းလင်းကြီးထုတ်ပြန်လို့ကိုမောင်းထအမြန်ပြောလဲပါသားလူကြောတည်သိအဲ့ကရင်ကျုံနှမျောလာပြီမင်းမယာအိုးကိုတော့လေတော့ဆောင်းအောင်ဗျာမလေးသားလေးမောနေပြီတော်ကြမှန်ပါဗျာခမဲတော်ဖေ။မဲတော်ထောင်မြားစီပြရစီပါဗျာဘယ်နဲ့ကွာမဲတော်ထောင်မြားစီပြရစီပါဗျာမဲတော်ထောင်မြားစီမလို့မှန်ပါမဲတော်ကနတ်ပြေမှာမှန်ပါဗျာနတ်ပြေကိုစီမှာပါဗျာနတ်ပြေကိုရောက်ပြမှာလားဗျာမှန်ပါအရောက်ပါတယ်ဗျာဒါတော့ကြွားလုံးပြီချင်းကွာနတ်ပြေတော်ဗရီနဲ့မှမရောက်နိုင်ဘူးဘာပဲနဲ့ဘိုးဘိုးနေမရောက်ရှိပါမလားလောင်းမင်းသားရဲ့မြားပဲသွားလို့ရသွားရမရောက်ဘူးဟိုနတ်ပြေဆိုနတ်ပြေပြမပြေဆိုပြမပြေအဝီစီဆိုခင်ဗျားတို့အေးလုတ်ကြတို့တွေကဝီစီကြတယ်လားမင်းပြောတဲ့စကားအဲ့ဒီဟောရောက်ဦးဒီမကောက်ဒီမြလောင်းမင်းသားလက်တွင်းတောင်ပြန်သက်ဆင်းရကဲဒီလောက်တောင်ရှိတာငါအမှတ်တင်ညာပေးမကွာကဲမှတ်ချင်အောင်မှလိုက်စမ်းကဲဟောဒီညတန်ကလေးငါကြိုက်ထွက်လိုက်တယ်အော်ဒါလားအေးလောင်းမင်းသားမေတော်ကတော့ဟိုကနေပြီးတော့စဉ်းစားမှာပဲလူပြေကလာတဲ့မြဘက်နဲ့နွားကြိုက်ရာကြီးပါတော့ဒီလူမျိုးဆိုလို့ဆိုခွဲဆိုလို့ဆိုမင်းဟောဗျာစမ်းဟောဗျာမှန်ပါဗျာစေးပြရတယ်ပါဖေ။ဇဗုသိင်အိန္ဒနီစိန်ဝစီတွင်မဲဖွားတဲ့သားရွှေစင်မှာလူဝင်ဌာနအမျက်တလီဒရညီတဲ့တပ်ပီလာပါဂိယနွယ်စဉ်သိန်း6ပေါင်းပေါင်းအဝင်မှာဖခင်တုတ်တော်အပါမပြက်တရားသက်တဲ့ဖွားပဲတော်တို့နဲ့ပြောဖို့သင်းလေးတွေအကျင့်တွင်မိရင်ကိုစစ်စစ်အရန်လောက်မှမဆောင်ပြန်အောင်မိ၍ဖုံးဝေဆံရတုတ်တီတာကိုမကြာခုလေသာနန်းဆက်ကမြပန်းငယ်စီပါသည်အဝေရာယံမခရအောင်အရဟံဘဂဝတမှုငွယ်လောင်းကလေးဆုတောင်းတော်မူပါမယ်ဖေဟာဟလိုတာအလောက်ထားမှာမြတ်တမစေးပါရောလားပတုံတရီဘုံမဟီတုံဟီတိတ်တိတ်ဘဝခါစက်ကြာလှိမ့်မြငိမ့်ငိမ့်ရိတ်ညောင်းတိုက်တတောင်းအပေါင်းလောကရပဲ့ရီခမြနာယကေဌာနီအခြေလာတဲ့ဒေဝတီကလက်ရှိမညောင်းပွင့်ပြီးချောင်းပြီးလောင်းသိတာချင်းမြလေးစားတရားဝေတဲ့နမေတာတနာဆုံးမဲ့ဂယုဏနဲ့မေတ္တာဖဲ့၍နှစ်သက်လာစွာအမျက်လုတ်တဲ့နတ်တုတ်တာထုတ်ခါစုပေါင်းသာလူလာရစီကြောင့်ဖြစ်ကောင်းမြတ်သောဩရိတဖြင့်ဇောစိတ်မှာနှလုံးထား၍မဲ့ဖျားစေလိုက်မည်အာဓုတာဓုတာဓုတာယရဏမာကြောင့်ဆုတောင်းအားပြုပြီးလေယခုမှစွာမဲမဲထံသို့မြတ်တမန်လာကြောင့်သာအလောင်းသိစေရဖို့စမြေစားအလွာဆွဲလို့နားနဲ့သို့ချလိုက်သည်အလိုညတော်နဲ့ပါလာတယ်မြင်လားဟောမှာကြိုက်ရကြီးနဲ့နွားကြိုက်ရလို့ပြောမှလားကွာမင်းဟဲ့ဟောဒါနတ်တုတ်တာတွေပါမအမလေးမှုရတာဗျာနတ်တုတ်တာဘောကဟောကြည့်ပါလားစားပါလားတန်တော့ဘကမကြီးဟဲ့ဒီစာဘောကျုပ်ပြီဧကန်စင်းစစ်ဘောင်တော်ဖះနမတော်နဲ့ကိုယ်နေတာလွန်းလိုက်တာဆိုလိုက်တာဆိုတဲ့စာတွေပြမှာပဲဖတ်ကြည့်စမ်းမှန်ပါအလိုဟောပဒီစာဖတ်တာပါလားသားတော်ဒီစာဖတ်တတ်ကြလားမှန်ပါဗျာသားတော်ဖတ်တတ်ပါတယ်ဗျာဖတ်ပြစမ်းပါပါဘယ်တော့မှနတ်ကြောင်းတက်ထားလို့ပါလေမသုံးတရီဘုံပထဝီသုံးကြီးသိမ့်သိမ့်ဘဝခါဆက်ကြာလှိမ့်မြငိမ့်ငိမ့်ရဲ့ညောင်းတိုက်တပေါင်းအပေါင်းလောကရပဲ့တင်ခမ်းမြနာယကေဌာနီ
အခြေလှတဲ့ဒေဝပြီးကလင့်မညောင်းပွင့်မီချောင်းလောင်းသိပ်တာတဲ့ဖေ။ဩတာကိုအရင်ပြောတာနောက်မှကျုပ်အကြောင်းတွေပါမှာမှန်ပါဗျ။ချင်းမြလေးစားဒေရဝေတဲ့နတ်မေသားသနာဆုံးမဲ့ကရုဏာနဲ့မေတ္တာဖဲ့၍နှစ်သက်လှစွာအမျက်လုပ်တဲ့နတ်သုဒ္ဓကိုထောက်ခါစုပေါင်းတာလူလရစေကြောင်းနဲ့တောင်းမြတ်သောဩရိတာဖြင့်ဇောစိတ်မှာနှလုံးထား၍မေဖယားစီလိုက်ပါသည်တဲ့ဗျဆက်ဖတ်စာကုန်းနေပြီဗျဟောအောက်နာရှိတော့တုတ်တော်တို့ဘာလို့ပါပါလိမ့်မယ်မှန်ပါဗျတုတ်တော်တို့မပါတော့ဘူးဗျကြောဘက်ကဟောကွာကြောဘက်ကလည်းမပါတော့ဘူးဗျမခမကြီးဟဲ့မပါဘူးတဲ့ပါဘူးဗျာမမဗျာမောင်ကာလို့အားတက်เสียပါဗျာမြားဆက်ကြပါဖြစ်မောင်ပုတ်ပါပြောတာမခံနိုင်ဘူးဘုံတော်ကြောင့်ပါဗျာသူ့သားအားကိုနဲ့ကြွားကြအမှန်ပါဗျာငါသားနဲ့သူ့သားလေးချင်းရှင်ပြိုင်အနိုင်တိုက်လို့သူ့သမီးရတော်တောင်းမှာမကောင်းဘူးလားသိခါတော့ဗျာယခုခါဒီကတူရမယ်ရှင်းရမယ်ဖက်နှုံးရမည်အချိန်မျိုးလည်းမဟုတ်ပါဘူးဗျာဘုံတော်ဓာညောင်းဧကန်ခံဝန်တော်မီမဟုတ်ပါဗျာဖွာရွှေဆက်အလိုလိုပြပြဖို့ပြီးတော့သမီးကညာနဲ့တကွထီဘုံရကနေပြီးတော့ဒီမှာအပြူလာလို့ဆက်တာရောက်ကြပါဗျာသားတော်ရဲ့ဘုံတော်ကန်းတော်တပါတော်ရောက်တရားတော်ဘာတော်ထီဆောင်မင်းအပေါင်းတို့မနေနိုင်မဲနဲ့သမီးကညာပနာဆက်တဲ့ထဲဒင်းလည်းပါမယ်မှန်ပါဗျာကဲဒါပြင်ဒီကဥပကာကြီးလက်ဖက်နာဆောက်ကျွန်တော်မျိုးတောင်းထားပါဗျာကျွန်တော်မျိုးစီမလိုက်ပါမယ်ဗျာသားတော်လေးပင်မနေရောလာမှန်ပါဗျာဘိုးရေအခုမှကြွားလို့ကောင်းပြီတော့အမလေးမျက်နှာပူလာလိုက်တယ်ဗျာအေးလေဘိုးတို့တော့ရှက်ရလုံးနေမှကောင်းဘူးအခုကျွန်တော်တို့ကြတော့ရှက်ရဗျာမင်းလက်ထကွမ်းပေါ့လက်ထတန်းကြီးဆောက်လိုက်ကြအောင်တို့လေအေးဆောက်ကြစို့ကိုပိုက်တုံးကတော့ तू မရိဘူးဟုတ်တယ်အခုတော့သူ့အိမ်မှာကိုပိုက်ပေါ့အဒါပဲသိတာပေါ့အလိုလိုက်ခါအရေးလုံးပြနေစရာမလိုပါဘူးလေဟုတ်တယ်သေတုံလှတဲ့အကြံမသမားနဲ့လှောက်ရမခံလာတော့စကရင်ရှုပ်ချတယ်မင်းပုတ်ပါဖြင်းညဆိုလိုက်တာဟင်းရံပူတို့နှစ်ပြားမတန်းတဲ့ဘဝလိုစကားရံစ၍ရှုပ်ချစောက်ပေးပဲဗုဒ္ဓအလောင်းလေးတန်တုံတင်လိုက်တဲ့တပြိုင်နက်တည်းအပြေကဆုံးမင်းဟုတ်တယ်အလူရလာပြီးတော့သူ့တဲ့ငါယူပါဖရယူပါဖရလို့ပူစာကြတဲ့စကားအစနဲ့စောင်းကြောပလင်လာတော့မယ်အတူလို့လာတော့မယ်စမောင်းကြောပလင်လာတဲ့အခါသူ့ဘာဘယင်ဟာလဲထီဘဝရကနဲ့သမီးကညာဆက်ဖို့အမှန်လာတော့ပါသူရင်ဆုံးပေါ့ထီဘဝရကနဲ့အမှန်လာခဲ့ရင်မခံလာအောင်စကားအချက်နဲ့မေးရောက်တခါထောက်နေပြီးတော့မကြားရတဲ့အရေးကြောင့်မာသမယ်ခလေးဖင်းညာဆိုလိုက်ပေမဲ့အခုတော့ဘယ်နဲ့လဲဟင်းရမိုးတို့ကြီးတော့မဟုတ်ဘူးပေါ့နော်ဟုတ်ဟင်းရမိုးတို့မဟုတ်ကြရင်ဖြစ်အုပ်ပလာဆိုတဲ့ကြောင်ပရုံမှာပေါ့ဒါပဲပမာပုံလာစကားဆောင်းထိပ်ပြီးနှကားမှန်သိအောင်အမောက်ထောင်ပြရအောင်ငါလောက်တောင်းမှရှုတ်ချခြင်းနဲ့တော့ပါပင်လာမဲ့လမ်းစီတို့ရွှေကြပေါင်းစုံတခါကင်ပြီးငုံအားပိုင်ပြီးတော့ကျုပ်လာလက်ထနာဆောက်လိုက်ဦးမယ်တရားတော်ထီဆောင်ဝင်မောင်းနေမမဗျာဟောပုတ်ပါမင်းကြီးပါပဲဟာဘယ်နဲ့မောင်းပုတ်ပါမမနောင်းတော့ဗျာဘယ်နဲ့လဲကျုပ်သားကစုံဟင်းရမှုလို့ဆိုနိုင်သေးလားဟိုတုန်းကတော့ဆိုလိုက်ပြီတာမှန်ပါဗျာအခုတော့ဒူတော်လေးမြားစေလိုက်တာဒီဝါထာတိုင်းပြည်ရောက်လာပါနဲ့သမီးကညာဆက်ရပါလားဗျာတပည့်တော်လေးပါဗျာသာတို့အကြောင်းကောင်းသိတာနဲ့လာပြီးတော့သမီးပနာဆက်တယ်ဆက်ပါပြီဗျာဆက်ပါပြီဗျာထတ်တော်မယ်ပေါ့ဆက်ပါပြီဗျာကြားပါရင်တော့ကြီးပြပါဗျာပြေကြပါပြီဗျာအားလုံးအပြေးပြေးလောင်းရှိသမျှပြေပြပြခြေချေမြင့်မြင့်ရှိကြပါပြီမှန်ပါနော်ဟုတ်ပါသုတိသာအောင်လို့ဒီကနေပြီးတော့ဇဗုဒ္ဓဝင်တော်ကြီးဖြင့်သောတာရှင်တို့သဘောကျရွှေရွှေလာလာကြီးရွှေနာပန်းစင်ကြအောင်လို့နော်ရွှေနာတင်မောက်တစ်ခွဲလုံးကမေတ္တာဗံဖြင့်လှိခါပြန်ရပါတော့လေဟုတ်ပါနော်ဒါတော့ရွှေငွေလိုရာပစ္စည်းသီးစိမ်ရှိအောင်စီတစ်ဆန်းခါနာနာဇတ်တော်ဟာမောင်ရဲ့မိတ်တိအောင်ရဲ့ကိကိရှိရှိတဝင်းတကိုချင်းရွှေငွေလိုရာပစ္စည်းသီးစိမ်ရှိအောင်စီတစ်ဆန်းခါနာဇတ်တော်ဟာမောင်ရဲ့မိတ်တိအောင်ရဲ့ကိကိရှိရှိတဝင်းတကိုချင်းချင်းဆွေမြစ်တာဖွဲ့မလေး
ဆွေမြစ်တော်ဖွဲ့မလေးနေရှိဒီစားနဲ့လေးတဘောင်တွေစောက်ဝင်ပြီးအောင်ကဖေး